တွေ့ရတာဖြစ်တယ်ဖခင်တကယ်ကိုယ်ကမှုမရှိဘူးဆိုရင်ကျွန်မဒီကမှာဆိုရင်ကျွန်မဒီနေရာရမှာမဟုတ်ဘူးဖခင်တကယ်နဲ့ချီမွန်စင်ထဲမှာကျွန်မပါဝင်နိုင်မှာမဟုတ်ဘူးဒါပေမဲ့ဖခင်တကယ်ကကျွန်မတို့နေ့ရက်စင်တိုင်းကျွန်မတို့အမေတို့ဖခင်ရှင်ကောင်းမြတ်တယ်ဖခင်ရှင်ကောင်းမြတ်တယ်ဆိုပြီးတော့ကျွန်မတို့ဝန်ခံအမေတို့ဝန်ခံတဲ့အတိုင်းကျွန်မတို့လိုအပ်တဲ့အချိန်မှာဖခင်တကယ်ကကျွန်မတို့ကိုကိုယ်ကပြတာဖြစ်တယ်ဒါကြောင့်ကျွန်မတို့ဖခင်တကယ်ကတကယ်အယံကောင်းမြတ်တာဖြစ်တယ်ထုံထဲကိုရောက်ခါနေဖြစ်နေတာအပြင်မဲ့ဖခင်တကယ်ကကျွန်မတို့တကယ်ကောင်းမြတ်တာဖြစ်တယ်ဆိုတာပထမအဦးဆုံးပြောချင်ပါတယ်အားလုံးမတ်တရားပြီးတော့ဖခင်တကယ်ကျွန်မတို့ဂျေဇုတော်ဒီကိုတော့ကိုဂျေဇုတဲ့ဒီငယ်မှာကျွန်မတို့အချင်းကောကိုပြတဲ့ဖခင်ဆိုပြီးတော့ကျွန်မတို့ဖခင်တကယ်စီမကိုအတတအတွေ့ကိုစက်ကဆူတောင်းကြရအောင်ဟာလေလုယာဟာလေလုယာဟာလေလုယာအိုကောင်းမြတ်ဆုံးလက်တော်မူတော်ဖခင်အိုကျွန်မတို့ဒီတိုင်းမှာကိုရောတို့ပါရှိတော်ဖခင်အာမင်ဟာလေလုယာဟာလေလုယာလာဘာလာဘာလ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 ာရှာလာဘ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 ာကိုမြတ်တဲ့ဖယားဒီသာရှိတဲ့ဖယားအိုဖယူနာဟာလေလုယာဘုရားဖယားဟာလေလုယာလာဘာလာဘာကိုကိုချီစုတဲ့ဒီကမှာကိုကိုအိုချီမကိုရချစ်ကိုဟာကိုကိုပြန်စင်ပြတဲ့ဖယားကိုကိုချီစုတဲ့ကိုတို့ရနာမတော်ကိုချီမွန်ချီမြောက်ပါရဲ့ဟာလေလုယာချီမွန်ချီလည်းမကူတော်ပါရှိတော်မူပါတန်ရှင်းတော်ဝိကင်ကိုဖိတ်ခေါ်ပါရဲ့ဒီနေရာမှာလောက်ရှာတော်မူပါမချမ်းမတဲ့သူကိုချမ်းမချင်းကိုပြည်တနာတော်မူပါဟာလေလုယာကိုတော်ကိုချီစုတဲ့အချင်းနာရဲ့အလုံးစုံမြောက်ကိုတော်လေဟွန်ဒါအနာတဲ့ခါမှာတပါတီတော်တာတော်နာမတော်ကိုမြည်ဖို့တဲ့စုတော်စက်ကအနာပါရဲ့မြတ်ဆုံးတော်ထောက်ရဖရာသခင်အာမင်ဖရာရှင်ကောင်းမြတ်ပါတဲ့ဆုတော်တော့ခါကြည့်တော့ကြရအောင် 1 2 3 ဖရာရှင်ကောင်းမြတ်ပါတဲ့ဖရာရှင်ကောင်းမြတ်ပါတဲ့ဖရာရှင်ကောင်းမြတ်ပါတဲ့ကျွန်မတို့တို့ရဲ့ဂယုဏတို့ရဲ့သစ္စာတို့ရဲ့မေတ္တာဟာကျွန်မတို့အတုလုံးလောက်နေတာဖြစ်တယ်အာမင်ဒါကြောင့်ဖခင်တခင်ကိုနေ့ရက်စင်တိုင်းဆိုတဲ့ဒီရှင်နဲ့ဖခင်တခင်ကိုချီးမွမ်းကြရအောင်အာမင်တိုင်းတွဲဖျားရဲ့ဂယုဏနေရတိုင်းတွဲဖျားရဲ့ချီးကျူးတော်ဘုရားနေအာမင်နေရတိုင်းတွဲဖျားရဲ့တင်ရှာနေရတိုင်းတွဲဖျားရဲ့ဂယုဏနေရတိုင်းတွဲဖျားရဲ့နောင်ချီဘုရားနေတိုင်းတွဲဖျားရဲ့မြူတာနေရတိုင်းတွဲဖျားရဲ့ချီးကျူးတော်အာမင်ကိုရှာနေတယ်အာမင်ရှာနေတယ်နေရတိုင်းတွဲဖျားရဲ့သစ္စာနေရ
你也在对表也空气里，不说你的。命令来了，秒不见的多几度，不论手中的土也让心里的。别动吧，让我下步。别动吧，我飘过步。别动的，我对人不松懈。别动吧，我松开步。别动吧，我松开步。别动吧，我避开步。你也在。哈利路亚，哦，不能不记住的。哈利路亚，你也在对表演你的，你也在对表演你的，你也在对表演情愫，人们不像你的骨肉骨筋肤，不像你的。你也在对表演地上，你也在对表演地中，你也在对表演空气里，不像你的，不像你的。命令来了，秒不见难多心动，不论手中的土也让
မောက်တော်ထဲမှာတိုးဝင်ကြရအောင်တချမ်းနေရမှာရက်တော်နေတာတဲ့ဒီတညဖယားတခင်ပြန်မောက်ဖယားတခင်ပြန်ပေးမတော်ထဲမှာโอ้တိုးဝင်ချင်ကျွန်မတို့အပေါ်တက်ခဲ့โอ้ကြည်ကြည်ဆုံးဖြစ်တယ်ဟာလေလုရှိနေတဲ့တရားကစစ်လို့တာလေးတော့ချမ်းတော်ရဲ့မရှိနေတဲ့ရတော့တယ်အိမ်တော်မရှိနေတဲ့တရားကစစ်လို့တာရွေးကုန်Chinda
တယ်အိမ်တော်မှာရှိနေတဲ့တည်းကကျွန်တော်တို့တာရီကအချာတို့ရဲ့မချာတို့ရဲ့မရှိနေတဲ့ရဲ့တောင်းတယ်အိမ်တော်မှာရှိနေတဲ့တည်းကကျွန်တော်တို့တာရီကအချာတို့ရဲ့မချာတို့ရဲ့မရှိနေတဲ့ရဲ့တောင်းကိုလိုရဲ့မောင်တို့ကိုစံခတ်ပါလေတော့မရှိနေတဲ့တည်းကိုလိုရဲ့မောင်တို့ရဲ့ကောင်းအချာတို့ရဲ့မချာတို့ရဲ့မရှိနေတဲ့ရဲ့တောင်းတယ်တော့မရှိနေတဲ့တည်းကကျွန်တော်တို့တာရဲ့ကောင်းရှိနေတဲ့ရဲ့တောင်းတယ်ဒီတော့ဒီမှာကိုရိုတဲ့သဘောပြောရှိနေတဲ့ကိုရိုရဲ့ဒီတော့ဟာဖွင့်စမ်းတော့တာရဲ့ကကျွန်တော်တို့တာရဲ့ကောဒီချာတော့ရဲ့မရှိနေတဲ့ရဲ့တောင်းတယ်ဒီလိုမသမနဲ့ကိုရိုကိုကိုမရှိနေတဲ့ကိုရိုကိုစမ်းတော့တာရဲ့ကအလိုအပ်ပြောင်းကြရအောင်ဒီညမှာကျမတို့သို့နေတဲ့တခြင်းအဖေဘုရားကိုစကားပြောချင်မျက်မှောက်တော့မပါပဲဘာတစ်ခုမှမလုပ်ချင်အမေကကိုတော့မျက်မှောက်တော့ဟာကျမတို့တော့လောအတီးဆိုပြီးတော့ဘုရားကိုစကားပြောချင်ကျမတို့ရဲ့မျက်နှာတူပါရှိပါဟာလေလု
တော်တို့လိုအဆုံးကိုတော်ရဲ့မျက်မှောက်တော်ဖြစ်တယ်ဟာလေလုယာတခါမှမတွေ့တဲ့ပုံစံမျိုးနဲ့တွေ့ချင်တယ်တခါမှမကြားတဲ့တော်လေးနဲ့ချချင်တယ်တခါမှမရတဲ့ရှုပါရုံများရချင်လို့တခါမှတွေ့တဲ့ပုံစံမျိုးနဲ့တွေ့ချင်တယ်တခါမှကြားတဲ့တော်လေးနဲ့ချချင်တယ်တခါမှမရတဲ့ရှုပါရုံများရချင်လို့တွေ့တဲ့ပုံစံမျိုးနဲ့တွေ့ချင်တယ်တခါမှမကြားတဲ့တန်တော်လေးနဲ့ချချင်တယ်တခါမှမရတဲ့ရှုပါရုံများရချင်လို့တခါမှမတွေ့တဲ့ပုံစံမျိုးနဲ့တခါမှမကြားရတဲ့တန်တော်လေးနဲ့ချချင်တယ်တခါမှမကြားတဲ့တန်တော်လေးနဲ့ချချင်တယ်
ပုံစံမျိုးနဲ့တွေ့ချင်တယ်ဒီခါမှမတန်တဲ့တန်တော်လေးနဲ့ကြားချင်တယ်ဒီခါမှမရတဲ့ရှင်ပါယုံများရချင်လို့ဒီခါမှမတွေ့တဲ့ပုံစံမျိုးနဲ့တွေ့ချင်တယ်ဒီခါမှမကြတဲ့တန်တော်လေးနဲ့ကြားချင်တယ်ဒီခါမှမရတဲ့ရှင်ပါယုံများရချင်လို့တွေ့တဲ့ပုံစံမျိုးနဲ့တွေ့ချင်တယ်တခါမှမကြတဲ့တာတော်လေးနဲ့ကြားချင်တယ်တခါမှမရတဲ့ယူပါယုံများရချင်လို့ငါတွေ့ခါမလား Amen Hallelujahတခါကိုရောကိုကျေးဇူးတင်တယ်ကိုရောကျေးဇူးတင်တယ်ကျမတို့နဲ့အမေရာရှိတဲ့ဖခင်ကိုရောကိုကျေးဇူးတင်တယ်တခါမှကျမတို့မပြတ်ကွက်တဲ့ဖခင်ကိုရောကိုကျေးဇူးတင်တယ်ကျမတို့ကိုနေရစင်တဲ့ဆောင်ဆောင်မှုတော့ဖခင်ကိုရောကိုကျေးဇူးတင်တယ်လမ်းပြတော်မူတော့ဖခင်ကိုရောကိုကျေးဇူးတင်တယ်နာမတော်ကိုချီးမြှောက်ပါHallelujah. Kuro ko Jesu tene namaro ko chimwan bai. Hallelujah. Dinge ma to pa shira phaya kuro ko Jesu tene. Dan sini dire chingmara kuro to pa shira mu ba. Di ma lo sha do mu ba. Atit do yu pa yu me ko ta ta mi me ko phon phya do mu ba. Ma cha phu de tan do li me ko cha chi do mu ba. Hallelujah. Kuro sangat bai. Kuro ko Jesu tene. Jadi sini tidak cingmia kuku dole wana ananda kama. Tapi di rota do Yesus Kristus nama do kami tulis sutong seka anaba ia mensung do taula apa ya takin. Amen. Hallelujah. 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 မျက်မှောက်တော်ထဲမှာပျော်ပါသလားဟာပျော်တဲ့ပုံစံကလည်းမမိုက်ဘူးနော်မျက်မှောက်တော်ထဲမှာပျော်ပါသလား Hallelujah. 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 Amen. ဒီနေ့ကျွန်တော်တို့ ਨੇ တန်စင်တော်ဝင်းနေတော့ ਨੇ ဥဆောင်ပေးတဲ့နော် music team တွေနဲ့ worship team တွေကိုအားရပါရလက်ခုပ်တီးကြရအောင်အာမင်အာမင်အာမင်ကျွန်တော်တို့တစ်ခေါက်လောက်ထပ်ပြီးတော့ကြွေးကြော်ကြရအောင်အာမင်ဖခင်ရှင်ကောင်းမြတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဖခင်ရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာကျွန်မရဲ့အပေါ်မှာဆိုပြီးတော့ကျွန်တော်တို့၃ချိန်ကြွေးကြော်ကြရအောင်ဒီနေ့တော့ဖခင်ရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာဖခင်ရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာဖခင်ရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာအာမင်အနာဂတ်မှာလည်းရန်ကောင်းမြတ်တာဖြစ်တယ်အာမင်အဲ့ဒါကြောင့်မလို့ဖခင်ရှင်ရန်ကောင်းမြတ်တဲ့အနာဂတ်ပေါ်မှာဆိုပြီးတော့၃ချိန်ဝန်ခံရအောင်ဒီနေ့တော့ဖခင်ရှင်ကောင်းမြတ်ပါတယ်အနာဂတ်ပေါ်မှာဖခင်ရှင်ကောင်းမြတ်ပါတယ်အနာဂတ်ပေါ်မှာဖခင်ရှင်ကောင်းမြတ်ပါတယ်အနာဂတ်ပေါ်မှာအသင်းတော်ပေါ်မှာလည်းကောင်းမြတ်တာဖြစ်တယ်အာမင်အသင်းတော်ပေါ်မှာဆိုပြီးတော့၃ချိန်ဒီနေ့တော့ဖခင်ရှင်ကောင်းမြတ်ပါတယ်အသင်းတော်ပေါ်မှာဖခင်ရှင်ကောင်းမြတ်ပါတယ်အသင်းတော်ပေါ်မှာဖခင်ရှင်ကောင်းမြတ်ပါတယ်အသင်းတော်ပေါ်မှာအာမင်အာမင်အားလုံးလက်ခုပ်တီးပြီးတော့အော်ဟစ်ပြီးတော့ဖခင်ကိုချီးမွမ်းကြရအောင်ဟိုးဟာလေလုယာအာမင်အာမင်ဟာလေလုယာအာမင်အာမင်အားလုံးပြောပါလားပြောတယ်เนาะကျွန်တော်လည်းပြောတယ်ဆိုတော့ဒီနေ့မစ္စတာပီရအောင်เนาะဒီနေ့ကျွန်တော်တို့ ਨੇ အတူပါဒီမှာချီးမွမ်းကိုယ်ကိုယ်ဖို့ရောက်ရှိလာတဲ့
ဆရာမဂျင်းနဲ့ကျွန်တော်တို့ခေါ်နေကြဆရာဆန်ပွိနော်ဆန်ပွိဒါပေမဲ့သူ့နာမည်ကြတော့ကေကပ်ပေါ့နော်ကေကပ်လို့ခေါ်တယ်ဒါပေမဲ့ကျွန်တော်တို့ကြတော့ဆန်ပွိလို့ခေါ်တယ်ကျေးဇူးပြုတော့မတ်တပ်ပြပါမတ်တပ်ရပြပါဒီနေ့မှလေပထမဦးဆုံးဒီနေရာမှာရောက်ရှိလာပါတယ်ဆိုတော့တငယ်ချင်းများရှိပါသလားလက်လေးတစ်ချောင်းလောက်ထောင်ပေးပါဦးလက်ငယ်လေးတစ်ချောင်းလောက်ထောင်ပေးပါဦးကျွန်တော်မြန်ရအောင်ပေါ့နော်မရှိဘူးနော်မတ်တပ်ပြပါမတ်တပ်ပြပါမတ်တပ်ပြပါဖယားသားသမီးများဖယားသခင်ကောင်းချီးပေးပါစေဆိုပြီးတော့ကျွန်တော်တို့၃ချိန်ကောင်းချီးပေးရအောင်ဒီနေ့သုံးဖယားသားသမီးများဖယားသခင်ကောင်းချီးပေးပါစေဖယားသားသမီးများဖယားသခင်ကောင်းချီးပေးပါစေဖယားသားသမီးများဖယားသခင်ကောင်းချီးပေးပါစေအာမင်ထိုင်လို့ရပါပြီဆိုတော့ခဏနေကြရင်သူတို့ပြီးဆောင်အောင်ပေါ့သူတို့မိတ်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုကျွန်တော်မိတ်ဆက်ရင်လည်းဟိုပြောက်ဒီပြောက်ဖြစ်မှာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်မဆက်တော့ဘူးခဏနေကြရင်သူဆရာမချင်းထိုင်ကနေကျွန်တော်တို့ဒီတရားကြားရမှာဖြစ်ပါတယ်အခုချိန်မှာကျွန်တော်တို့ဗါလဲသိလားအလူငွေကောက်ခံမှအချိန်ဖြစ်ပါတယ်အလူငွေကောက်ခံနေတဲ့အလူငွေကောက်ခံပြီးမဲ့တူရီပေါ့နော်အကုန်လုံးလက်ခုပ်တီးပြီးတော့ကျူဆူကြရအောင်ပါလာတဲ့လူတော်ငွေများကိုစက္ကအနံကြရအောင်ကောင်းမြတ်ဆုံးနေတော်မူသောဖဖျားကိုကျေးဇူးတင်တယ်ကိုရှင်ဖန်ဆင်းထားသောနေ့တည်းအတွက်ကိုကျေးဇူးတော်ချီးမွမ်းပါ၏ရောက်ရှိလာတော့တာသမီရောက်စီတိုင်းပြလက်ကိုရှင်နာမတော်ကိုချီးမွမ်းပါတယ်ယာတိဟုတုမကောင်းတော်ညာလဲကိုရှင်ဖဖျားသမီးတို့ချီးမွမ်းကိုကွယ်တော်တကယ်တော့ကိုရှင်၏မျက်မှောက်တော်ကိုတားလင်းဆာငတ်၍လာရောက်တော့တာသမီရောက်စီတိုင်းပေါ်၌ကိုရှင်ကောင်းခြင်းမင်္ဂလာကိုချပေးတော်မူပါဒါတင်မကနဲ့ကိုရှင်ပေးထားသောကောင်းခြင်းမင်္ဂလာထဲပြန်လည်ပြီးမှကိုရှင်နိုင်ငံတော်အတွက်ပါဝင်လူသားမိသားသမီးရောက်စီတိုင်းကိုလည်းကိုရှင်ထမလာတော့ကောင်းခြင်းအစတရားမကတော့ကောင်းခြင်းမင်္ဂလာများကိုပြန်လည်ပြီးမှတွန်းလောင်းပေးတော်မူပါဒီနိုင်ကိုရှင်ဖဖျားသခင်ဤအလူတော်ငွေအားဖြင့်ကိုရှင်နိုင်ငံတော်တာ၍ကျယ်ပြန့်ဖို့လောက်ကင်နိုင်သောအရာများဖြစ်စေတော်မူပါဖကျေးဇူးတော်ဂုဏ်တော်ပေါင်းကိုချီးမွမ်းယေရှုနာမ၌ဆုတောင်းစကားအနံကြပါ၏ကိုတော့တပါးတိတာလင်းကျွန်တော်ရဲ့ဖျားဆိုတဲ့တခြင်းနဲ့ဂုဏ်တော်ချီးမွမ်းချင်ပါတယ်ကိုတော့တပါးတိတာကျွန်တော်ရဲ့ဖျားပါကိုတော့တပါးတိတာကတဲ့နိုင်တဲ့ဖျားကိုပိုင်သာတော့ရှင်ကိုရလမလို့တဲ့ရဘာတခုမှမရှိကိုရတပါတီသာချင်လို့ဖြာကိုရတပါတီသာကတဲ့နိုင်တဲ့ပြရှိကူရောထောက်ရာကူကွယ်မီကူရော
မီဘုံချီတော်ရှင်ရာအလုံးရဲ့အရှင်ဘူရောချင်တော်ချစ်ကြောင်ချင်တော်ဒီမစိုးလင်းချင်းတဲ့ကကတည်ရွှေတော့ချင်းဘူရောချောင်းပြောင်းမတော်သူရာရာဆုံးလင်းစေခဲ့ပြီးဘူရောအဖြစ်ချင်လို့တဲ့အပြည့်လို့ချင်းရောက်စီတိုင်းဖျားတခင်ကောင်းချီးပေးပါစေကျေးဇူးတင်တယ်ပြီးကန်တော်တဲ့တာသမီအရောက်စီတိုင်းအစတထောင်မကတော့ကောင်းချီးဖျားတခင်ကောင်းချီးပေးပါစေအာမင်အခုကျွန်တော်တို့မျော်လင့်ဆောင်စားနေတဲ့ဒေသနာကိုကြားရတော့မှာဖြစ်ပါတယ်အားလုံးပြောပါသလားကဲအားလုံးမတ်ရကြရအောင်အားလုံးမတ်ရပြီးတော့ကျွန်တော်တို့တန်ရှင်တော်ဝိနေတော်ကိုကျွန်တော်တို့ကြိုဆိုကြရအောင်တန်ရှင်တော်ဝိနေတော်ကိုတော့ကိုကြိုဆိုပါတယ်ဆိုပြီးတော့ကျွန်တော်တို့၃ချိန်ဝန်ခံရအောင်နော်ဒီနေ့၃တန်ရှင်တော်ဝိနေတော်ကိုတော့ကိုကြိုဆိုပါတယ်တန်ရှင်တော်ဝိနေတော်ကိုတော့ကိုကြိုဆိုပါတယ်တန်ရှင်တော်ဝိနေတော်ကိုတော့ကိုကြိုဆိုပါတယ်အာမင်အခုချိန်မှာကျွန်တော်တို့ဆ iam မဂျင်းကိုအချိန်ပေးမှာဖြစ်ပါတယ်သူဟောချင်တယ်လို့ပေါ့နော်အင်္ဂလိပ်လိုဟောရင်လည်းဟောပေါ့နော်သူအချိန်ပေးလိုက်ပါတယ်နော်အားလုံးလည်းခေါက်သိပြီးတော့ကျွန်တော်တို့ကြိုဆိုကြရအောင်ကျေးဇူးပါဟာလေလုယာကဲအားလုံးပြန်ထိုင်ကြရအောင်ဒီညအားလုံးပေါ်မှာဖျားခင်နာလွန်မြောက်ခြင်းဝန်မြောက်ခြင်းငြိမ်သက်ခြင်းအောင်မြင်ခြင်းကျမချရောက်တိုင်းပေါ်မှာတည်ရောက်ပါစေစိတ်မတန်ကြီးတော့သူအရောက်တိုင်းပေါ်မှာဖျားခင်ငြိမ်သက်ခြင်းပြပါစေကျမတို့ခဏที่สนุกสิบลูกนี้ได้เชิงมาจะมาเป็นลูกขันซาเลสเนี่ยดีเทมาสิเดอายาวแต่ยาวในยาวตรงยาวปอมาพอเนาะใช่เทมาแต่คู่ขันซาเดลูดีสิเดตัวเราดีเลยเดียนี่พิจารณาลุ้นเมลเชนปีบาเซงสุดต้องได้ยากูมาปีสองตีบูเราขันซานี่ได้ตัวดีปอมาเลยพิจารณาอันโอ้เบมูติดเปียวบาเซงชีน้องเช่นขันดอตัวเมียประมาณล้วนเมียวเช่นในปีสองเช่นปีบาเซงอารมณ์กูอัฐูจีจูเต็มบาเดจะมารู้ยังกงานนี่ลาปีเมจะมารู้ว่าชิ้นต่องานนี่ที่เป็นเดอภัยดีสุดมาปีกะลาพิษแม้ที่เงี้ยลักเลาะตัวมาพิบาเดนเนาะตะคาตะลิชิ้นลูลาเมตะคาตะลิกะลาลูลาเมอิงเลยลูลาเมเมียวฮาเลลูยาที่มา
အားလုံးကိုကျွန်မထိုးချစ်ချူတင်တယ်ဆရာပီတာလျံဘိုးလက်ချစ်ချူတင်တယ်အားလုံးကိုထိုးချစ်ချူတင်တယ်ကျွန်မနာမည်အားဆရာမငိုင်ချင်းကျွန်မနှထောင်းဆက်တစ်ဆက်တော့မှာရေဗန်ရတာဖြစ်တယ်အကြီးဆုံးသောအနေဖျားချစ်ချူတော်ချမ်းပေမှာကျွန်မအခုဘိုက်မနာတဲ့တာသမီးဒီအယောက်60ဘိုက်နာတဲ့တာတယောက်တည်းရှိနေဖျားရဲ့ချစ်ချူတော်ချမ်းဖို့နော်ကျွန်မမြို့သားဆုံးတာ2006ခုနှစ်မှာဆုံးတာဖြစ်တယ်မုဆုမဖြစ်ပြီမဲ့ဖျားတခင်အခုထစ်တီတို့ရဲ့အမှုတော်မြတ်ထဲမှာအမေဒန်အတူပါစီတဲ့ဖျားဖြစ်တယ်အသက်ရှင်တော်ဖျားဖြစ်တယ်ဟာလေလုယာဒီထဲမှာကျွန်မပထမဦးဆုံးအခွင့်တောင်းတာဖြစ်တယ်ဒေးဗစ်ပြန်ทางส่วนเปียงท้าเปียงเป็นมาเลยจะมาดูว่าทางท้าเปียงโลกเบขอบาเดคณะมติท้าปีบาเสียกับเชียนเล็กจุดตรงนี้จะมาเย่มินิสทรีอากาไปชาวเขี้ยวหูหมูจะมาสาบอยู่ดาพิดเดทีนี้พี่อาเย่จิโรเจ้าที่มาเปลี่ยนทรงยาดาพิดเดฮาเลลูยาตุกิพูดแล้วเช่นลูลาแม่กะลาลูลาแม่ใบโทมาเลเซียสกัดตะคุลงตะคุตีเดเตริมากาซินี่ตะลงเวทีเดแกจะมาดีอยู่เย้าเช่นเน่ทับยังสิมาควรต้องดาพิษเดจะมาดีเกียฮาซาดานทองตรงมาซาดาพิษเดนทองเลยโคมาตัวโดยยาวดาพิษเดจะมาอยู่ปายองยาดา85 นี่87โอ้สิชินฟอลคายสวนเซนจูรีมาเปล่าแต่เป็นมาดี86มาการเปลี่ยนมาตาวันจันทร์ได้ถึงมาเคลีตาตนาเปียวผู้เพียรเชนันุสอดาพิษเดในที่ทูมาอากาเปชาลเคหุมสุปีมาเพียรเชนพอเพียดาพิษเดนาทองตรงคู่นิดมาตรงหนอตรงเลกูนาทองตรงคู่นิดมาคลีตรงยาวสานุสีบูตรงลงเนี่ยสับอยู่ดาพิษเดฮาเลลูยาอาคุเทเพียรเกินน่ากันมาทาบูนาทองเลโคมาดีคนนักขอได้เสียตรงยาวกูจะมาสียาวดาพิษเดทับยังขัดเบี่ยงดิ่งปะกูพิสเส้นนั้นเมียวลาไปนะตัวเราอยากต้องตานทุ่มมาแต่ไหนต้องตานไปฉีดตีเนี่ยไอ้ต้องส่วนตัดเจ็ดตานดีต้องเด็ดเชิงพิษเนี่ยตัวเราหัวมงพุ่งงาเจ็ดดีปีเด็ดเชิงมาตะขาตัวเราว่าพม่าสกามาตัดโลกจ้างมาอันหนึ่งขันเด็ดเชิงมาตาเองหูเปลี่ยนเชิงโลกงาเจ็ดเนี่ยกลีเมียวเปลี่ยนผู้จูซาเด็ดไปดีพิษเนี่ยมาแต่มางาเจนเนตุรกาปอเตปีมากาหูเกยสงทียาวเดเปลี่ยนลาเดมาแต่เด็ดเนี่ยเอาเปลี่ยนยาวเดจะมาให้งารู้ว่าบิดอมากลิมยาวมาโมบูสุปีมาเอกาปอมาเปลี่ยนเส้นเดพยาจิโรจะเองเปลี่ยนยาวดานในดาพี่เดเนาะจะมาเปียวเจนาบาลีสุดจะมาดูซาพิวดงอ่ะเนาะอีนาเวนาลายนาเด็กสักนาดีตรงเลี้ยลงเนี่ยสัตว์เปียวดาบคิดเดบามาไปสามีชีดามาบูแต่ไม่ถ้าเปียงดูตุยไล่เด็กถึงมาจะมาอย่างวันตาเดฮาเลลูยาดีแต่มีโซยันเลตัวเลสโตเรียนมาตัวโลตาพิดเดนั่นตุกี้ก็ลงสอรี่เปิดไหมเป็นมาดีเสียกับเซนจะมาหงิมาเยตาพิดเดจะมาเสียนี่ตัวอินเดียเจ้างดเด็ดเป็นมาบวยลีคูจูพิมาเปลี่ยนลาพิมาจะมาเนี่ยตุโลตาพิดเดจะมาดูอาซาดงก็เงยโดเลนนักส่งมาหลอนจิบว่าดาพิเดตัวเงยแต่ยาวดีลูตะทองพิยาดิเมสุดเดจะมาดูส่งเป้าดีดินี่ดิมาโนจะมาดิเดียนนี้ติดขันดาพิเดฮาเลลูยาอะคูดิมาจะมาลาเดเชมาพิหาใครเดอายาดีอเมียยิชิเดเนาะในงานอัดตัวตละกองลูเมียวเตตละกองเพียรที่เคนะตะขาตะลีปากกันยังงูตัวใครไล่ตะขาตะลีมันตะลีเมียวกูลีเย็นนิดเช่นเป็นน้องวิ่งเงินไตไปโลกใครไล่ตะขาตะลีน้องมากุยตัวไล่ตะขาตะลีหูมิจินะเอาไว้ส่งหัวยาวเด็ดจริงดีเพียรใครได้อายาดีจะมาพ้นหะเช่นดาพิดเดฮาเลลูยาเนโดอายาดีพ้นเพียรเมเชิงมาจะมาดูว่าดีบมาสกาดีกูเยบาตาสกาเมาได้จริงมา
เน็ตเนสอนนี่มาพ้นเพียไหนได้จริงมาลักเลาะสการเน็ตต้องมาผิดเนี่ยฮาเลลูยาฮาเลลูยาอามายาบูฮาเลลูยาอะไรมาตะใบมาสาวุเนาะใบมาสาวุใบมาสาวุอ๋อยันเด้กี่สามิสิบุดีพยาจังเป้าก้อยเลยกี่สามิสิบุฮาเลลูยาโน้ตแต่งบังจีเพื่ออะไรประตูว่าอีหมายกิโมแรงหน่อมแล้วไปพวกว่าเสียกับเกย์ประตูสุดพวกเกย์โมกตาเต็กกระหมายเงินเกย์เละเขาดักเลยว่าจีอะคุณส่งต่างสักเลยไปพวกนาวปังเกมเตเป็นโมสังเสียมาเตมาบังอาองกอกเตลิมดงเซลดิงนัทเทนั่นนัทเตลนางจิข้าเซลดิงโมนะเฮเกย์พวกไปพวกตัวกงเงินจิงเตเป็นโมอิโซมีเตบหังเงินเนียมนาทัวกาตัวเนียมนะอิทวกนะอกุยปีเตตุปานะข้าสวนักปีตะกินองเซมสักทีตัวเตลดิ้งเด็กไก่มันนินนะอามายังตัวสักทีไง I'm sorry มังเป่าเซล I'm sorry ที่เล่มาเลเซียเป่าบังจ้าบาบใช่ไหมเนี่ยนับปากูเป็นหอยสเปลไม่นะก็เอเดเลตุปีนะเย่อาศิษย์ส่วนเดียงองกินักขุดวอลันเชียสินว่าเลยอาศิษย์มาโมอาเกลตามI'm sorry น้องไม่สักตัวนะเบลูซาเมลชินลูซาเมลาบามาลูซาเมลาเชปิปาบังจิดิงพามาเกมอันที่ดูพี่เคเดนัทองนัสเตตงดงาประกันอย่างอูตัวผู้เพียชนะเจงเนใครเดจะที่เซเนต้นเมสุเยนประกันอย่างอูสิติประตูดีตาเมียทรงพิเดนยาพิเดในงานตะกาอาเจทรงในงานตะกามาอาจจะทรงพิเดนยาส่วนเราจะที่เซเนต้นเมสุเยนอันที่ดูว่าโลว่ามันตัวเช่นบุแต่นิดปีไรเดเชงมาเนาะอันที่ดูว่าทรงเพียรปีมาตัวยาดาพิเดเนาะตัวเมส่วนตัวเมเชงมาตรงเย็ดยีเบต้าปีมาทำเป็นมาซาเวเนสาสังปีมาสาสังสุดต้องไปโลปีมาตัวมาดูว่าบัลเลยประกันอย่างอุตัวดาบคิดเนี่ยเรื่องเมื่อตัวได้ถึงมาพิจารณาตัวมาดูกูบิลูลุกบิลูปงสันเนลงเมบิลูนี่เนลงเมสุดาพิจารณาพอพิจารณาคิดเนี่ยด้านในงัดอาลุนตัวสุดประมาลูเนี่ยเปียวเมจะมีเดียตัวป่าได้ถึงมาจะมีลุนเนี่ยเขาเมเนาะแต่พอตัวบาลาตัวบาเดมจะมาดูประกันยังส่วนอย่างหูเพชรเย็นเลสิตีหูเพชรเย็นเลตินียตะกาสิตีน้อยยกตู้เส้นตู้ดีพยาจังเราเจเดยกตู้เดียมยาสิเดนยาพิษเดมาพิจารณาเบลูไคเลส่วนนุกปัดดอบาลนุกปัดดอเยพิมาอัลลานปีมาเดวากาไดโอโนเตใครดาพิเดอุมาเย้าเดถึงมาจะมาดูว่ากางาปีมามันนิดคนอะไรเนี่ยลีนายชีตักเตจีมาเดโนสิติเดมาตัวปีมาตัดสุดยานุกปัดโดดิจะมาดูอาเทวินปีมาจติเนจิเมสเวนตาเจ้าเสียกองดาพิเดตาเจ้าเสียกองเนี่ยมันโนนุกปัดโดดิยกตู้เย็บน้อยตัวรถพยายยกตู้เย็บดิใช้เทมาเทไล่เพนเอามาทาไล่น้องเป็นมาลูกเมียวเนี่ยตัวเป็นมาจะมาดูว่าเรียกว่าการใดเลสายาเดตะขาตดีเจ้าสิที่พอมาใส่เด็กเชิงดีเลสิเดอลันดีเลลูกเมียวเนี่ยโลดาพิเดหากไอ้อาคารจีนิดอันเงชวันนี้จีเมสุเอนแต่เชิงใจยินเดงามีจีดีตองดีตรงลงองเมเดช่วยงวยเจตนาดีง่าไปพีดีฮาเลลูยาฮาเลลูยาเองมาเปลี่ยนจีบานิดอันนี้อาคารจีนิดอันเงชวันนี้สิตุจีบามมาดีนุกปัตโตเนี่ยจะมาดูตัวดาบคิดเดต้องเจงตัวเดต้องเจงตัวเดเจงมัน
နောက်သုံးကျင်တော်တဲ့ချိန်မှာဖျားရဲ့ချီတော့ကျမူတာချေပင်မှာကျမတို့တော်တဲ့နေရာဒီကြီးတာဖြစ်တယ်ပြီးမှလေးချိန်မြောက်တော်တဲ့ချိန်မှာကျမတို့ချီတော့ချင်းမဖို့ဖြစ်တယ်ဆိုပြီးမှအမဆန်ပကညာဦးမဆန်စိတ်ဒီတာအပေါ်တယ်ဂျီနုံလက်တာတယ်စိတ်လေးကောင်တတ်ပြီးမှဒီချီတော့ချင်းမတာဖြစ်တယ်ဇုံကြည်သူအားလုံးအတွက်နော်ဖျားဖန်စင်ထားတဲ့ဆွေဒီကြောင့်မြတ်တနာဒီဇုံကြည်တွေ့ဆိုပြီးမှဖျားရှင်တော့ယူခိုက်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာနော်မဇုံကြည်ချက်နေရယူတင်ပိုက်တာဖြစ်တယ်ပြီးမှဒီနေ့ဆိုရင်ကျမတို့ဖျားရှင်နဲ့ပြန်ခိုက်တယ်အတူချုံနဲ့ပြောမယ်စင်ပြန်ခိုက်လိုက်တဲ့အချိန်မှာကျမတို့ဖျားရှင်ပြန်တော့ဖို့ပိုက်ဆံလဲလို့တယ်ကျမကလေးရနနေရမှာထားတာဖြစ်တယ်ကျမတို့ကမြို့တကုံမှာလေကူမဒီစကပါဦးဆောင်တာဖြစ်တယ်တနည်းတော့မယ်ဆိုရင်ကိုရဲ့လမ်းစေအတွက်တာတမီဒီစာဝန်ရဲ့အတွက်အကျန်ခဲ့တာဖြစ်တယ်ဒါပေမဲ့ဖျားခိုက်တဲ့အချိန်မှာကျမတို့မငင်းနိုင်ပဲနဲ့ဖျားကိုဖျားစကားကိုနာခံခြင်းနဲ့တွားတာဖြစ်တယ်တွားတဲ့ချိန်မှာဖျားရှင်ဘယ်လိုလုပ်ရမလဲဆိုပြီးမှဒီလိုတခါဆူတောင်းတာနဲ့ဖျားရှင်ကဖြေတာမဟုတ်ဘူးจีกวยดอนนลงตาเนี่ยเมียจะมีอายุจะปีข้ามาพยายามตาอุจาปีมาจะมาดูตัวยาดาพิษเด้กบ่าอุจาขยินนเสจะเงินนเสนิดมาจะมาดูตีปิตาพิษเด้อับราฮัมคิดดงะตุเยโจนดีตุเยลุตมาดีเนี่ยตูตาผู้จีดวนเดียมีอายุตูท่าดาพิษเด้ดาเมอับราฮัมส่งตัวปีนมาไอเจกตุเยโจนดีเนี่ยตัวอบายะอับราฮัมเยจีดวนดูเปลี่ยนพอเดเชงมาอบิเลเมเลกเดียตัวดูเยตูพอเปลี่ยนตูพอเดจีดวนดูกูเปลี่ยนลูกตาพิเดเปลี่ยนลูกไล่เดเชงมานักเจงเปลี่ยนลูกเดต้องเจงเมียวมาตัวดูเปลี่ยนมาลูกดอกกูองดีจีดวนดีงาโดยอภัยผิดตัวบีจีปัวจีปัวมีอะไรเมย์สุเปมาตุดว่าเลหบูลูกขอตันมาถาดาพิเดสมาโดยจงจีตูดีอัตชินดอทาราพิยากูจงจีดอตูดีเอตเวตพิยาที่เห็นเจ้ามิจตนาดีสิ่งดีสวยดีผ่านเส้นถาดาพิเดโนสมาโดยเยจงจีตูดียะเต้นจัดไทยเดขันซาเมยาดีโนมาจงจีตูดีนิดป้องเมียสอขันซาปีวีฮาเลลูยาอาคูเชงเสงาโดเคตพิษนีวีฮาเลลูยายงจีวาพยาโลโลองมาผิดเด้ฮาเลลูยาเป็นมามาจะมาดูว่าบาดเจ็บไปเลวก็ได้ไปกูใส่ผู้พยาเสนาใครดาผิดเด้เลวก็ได้พอมาเฮเสียขันจีเช่าเสกูโนจีท่าดาผิดเด้เฮเสียขันจีเช่าเสไงงามาลวยเปียงชินกองจีฮาเลลูยาตุดอนนิดปองมีอาสวะโนนิดปองมีอาสวะทุ่มโลเต้นอลุตโลเต้นจังตาเอ้หุ่นหิตาฮิเวโอฮาเลลูยาเกหุ่นหินจีโวเล่เกมาหุ่นหิตาเย่เกหุ่นองตรงตาจีโวไอเสียสมกุกสมนิเลนีนะฮิทูเตกตุนสักจางอินถ้าขาดอินกตุงสักเดียงฮิเจฮาเลลูยาฮาเลลูยาฮากายอเลียนเนี่ยเกตนาสงามโมตัวสงาเตเบียกอินินเกลัมดิงฮิเจอามาซาเบียกินสังหอยจะดิงฮิเจฮาเลลูยาโมจะเป็นตักจังไอโซมีตาดีงินนะตัวปังหลักขัดองเกนเร็วๆนี่ไงตัวเป็นกลุ่มมัสลามันกัสเซปุหินนะกระชินเละไอโซมีเตเป็นอุณาวคติฮีอาไอเป็นอุโซหินอามาวเตนาวโซฮีอามาวเตนาวโซตะกุจังงินนะนิดังงินนะตังถุยเทสายจังงินตะมงเกนเกนึงมั่งอามาอุนิขวาลงเจนินองเจนตักจังอนาวเป็นมุนขตะตัวอะไรตักเป็นนะตังเบกเบกตัดเอโมนะตังเบกเบกนะตังกุ้งเบกเบกก็เป็นนะอนาวเป็นนินามุนขตาอูโอได้บรรเลงปักหนึ่งจิกาลาอูเอโซมีได้เป็นนับไปนะเอาอินพนอนอนาวอินพนอนลงเอาอินนะขนาวอินนองไปเทนดิ่งเจนนะอนาตังกุงเตอบานาบานินสาตินอนาวอินดิลเจียงตัวอนาตังเตเตนบุลไตมันินเขาอูเป็นพนอนโลดิ่งไกเจียงฮิไลคอลไหมนิ่งเจนอามะกระชินปีเนนคอลอินอาเอเตเป็นโมคำตุ้งมัวความหลักตุงฮีหังเงโมตัวเห็นนะอามาวเตอินอูเตตุงอลงตังนัดเป็นโกขาสุงปนาตัวปานุงเตลสักเดน
อามาเป็นไอเตตัวลุงน้ำมาจีข้าเสียงพนงเตลสักเดนเนไออินน่ะอามาเตตัวไอบอลดิ้งทุพาบางยามจีเลยอามาเตแกหมกใหม่นางเงดิ้งไอห่างอามาตัวขัดจักรซ้ำก็เลยกุมตัวขัดจักรซ้ำก็เลยกัวกุมินาขัลขาไอเอาอุเตแกทุพังดูฮีตัวนี้เลยซ้ำขัดตักจักินนะกุมจักรจินจะปีปออินนะเกี่ยงตัวไรตะกมอจามอกลปีอามาวังเปียวฮีไอเตตัวมาทุพังบอลมาซาอินทุพาอีวบอลดิ้งเป็นโมอินะตัวปันนินะตัวปันองสอลจักินนะกะลอมเตนิโตกระทุมุนักว่าไปว่าปวนไล่ดุมไอ้โลปังไอ้ตาปวนไล่สันปวนดุมเตจงดิเตโตว่าไปอินนะอามาเตเกียงบังใบจงอินนะอูเตหมอหนังใหม่สักุนเจนะหมอใหม่นักบังเงินว่าแต่ตักจังอินนะปาสตัดเรเวนเตเกียจงหมอใหม่นักบังเงินหนุ่ยแต่จังอินนะกูสะท้าปวนตัวสะท้าหิทุพังเปียกสักุนละก็โซไม่บุบตาคุณทุพังเปียกอุ่นเจนะนักเวตะกินอามาอินดงถูงเงสกินอูเตโอนาวเต้นกับนโมนาวไม้สกุงกะกำว่างุนเลยคำสองมันพาหอยเตสังอินนาจูกำว่าอมตาเห็นจินนักปิตะกินปิเตกปุเตกเตหิสกินปาสตาเตจนักปิตะกินอัตพังเปียฮีฮาเลลูยาหมอไม่นาองเปียอินานักปิตะกินอัตพังเปียฮีนี่ขัดนิจังอินนังเล็กเกยตองตุงดิงฮีขังโนเต้นลิมตะกินนั่นลาอุนกูเตกะกุมุสอมกุกวาลตากูเต้นตัวเตกละมันเกี่ยวกับฮิตากาเตกำดังนำหางนิขัดนิจังอินหนังตัวเตตัวกำปนีเลียนปีเปียทองดิ่งเตฮิเตนกงำน่าจะนังตัวของตุนงมดิ่งฮีจิหางสันตะกินองโพลาเก่งมั่งแต่ปนินนาแจกกิกตักจังอินที่เป็นกุยจีดิออฟฟิเชียลต่อไปเลยอุดลวยกูนุ่มเอเลตักอีเทอีโลอินนะอีโจมีมาไกเตนองเทปีเลยอุดที่ดีมากุยดิมอจะแรงล้างอ่ะโลแต่ปนินนาเยเสียกาเป็นคำสั่งเตขัดองต้นปีอินนะจะมาจินจะได้เมียวปมโหบูมจัวคนเนวขัดที่ดีงินะอันน้อยลุยหนูขัดอมดีงีจิไงสุนินะจิมหน่วยกุยลายไม่ตาก๋วยจิมหน่วยกุยลายไม่ตาฮิลายะสายย่างยมนายสุงะสายย่างชี้ยินเล็ดทองปีบ่าจานาก็คิดคบนะว่าสายย่างเตลีนะอแม่สายย่างขวาจิมหน่วยเตเอโซมีเตกิปัตนามีฮาเลลูยาตัวลายยะไปดิ่งจิตาก็ไปมาอุนาเอมีเตสุงะอุเลียนองเทปิดิ่งอุดไกมันนะถูกเงินตัวว่าดักทาเรเวนดักทาเอ็นนุกยังะกะเลยตั้งตึงอุโตกษัตริย์ตึงอุโตว่าไปกะเกณฑ์ตะกุจังจินดาวกะลุงดับมาเจมฮิเป็นจิกจังกิหิยิงเฮียมจินกะลุงไงไลตะกินนี่ดักกินนะปอลขัดินบะหิเงียเลมโลหิเจอากิตองสังจะวิวเจตัวน้อยน่าเสพดิ้งบอลดิ้งเต็งเป็นไว้ตะกินกินเยี่ยมแค่ดินนะไปอุเป็นนักปีตะกินกะลุงดำฮีจินเด็กตะกินนักกูเตทุพังเปียอามาเรเวนดอกทาเอ็นนนทุพังเปียคิดจังเสียกับเตโตนัทองนัเซลิมคณิขานี่เลียนนี่นะตัวลันจิกะนี่แหละนี่นะคนดับมาไหลตะกินนะว่าไปตู้นะสายทางขวามอตัวไหลว่าไปตู้นะเบียกนั่นนำงาอมมาเตตัวเต็งทรงไปยุทุพดอกนัดดิ้งนักกิงโวจีนะคาสุงปนะอิบตัวทุพดอกนัดดิ้งไล่เปลี่ยนเอซีตุยภูมิEBCองไปยุเบียกนั่นนำงาไปนะนักวิตากินทุพดอกนาในอินะทุพาเปียตัวปัญจขาดงว่าไปสวกองเจ้าเกียต้นจางะติดิมามุนทุมกอลเปียมุนทุมมันเดลียมุนทุมแต่ปนองเจ้าเกียกินจางกงกตุนตะกุเจียงอีโซมีเตมาโตอิบนาวเตียงเปียกทุพากิบสักนาเจนะกัเลกูก็ฮวนว่าบองขัดโตกิบสักินลุงดำโกนานในนิทุมบองสานเนกจิตการเนฮาเลลูยาอีโซมีปุ๊บอาดิงตะกินเนฮีคาสุงปนักฮีข้าสงะนาเข็มเพื่อคิดจะตักสังไปที่ปัญญีจิตต้องพกสังนอมิงอินตัวปัญญินาตัวองค์กำสังปะนี่จังไปอินนะทุกข์ก็เงินขบวนจังเงินนะเสียมาจีนที่เพ็กตัวฮิโลจริงจริงอิโซมีเตเป็นกลุ่มตั้มปีตักองค์ขังโตเทสักโลขังโตเด้งเลยตรงไอ้จัดองค์ขังโตสักโลองค์เนียมสักขัดเป็นตัวนไปนาวอควาต่ออะโมลุยเนวขัดตาอมินตัวเตเป็นอินกวนขัดอมฮีจิโดยอินกวนขัดตัวลุยเป็นกนโลดิงเนวดิงหน้าตังกุ้งขัดเป่าดิงไอ
a hilom dia hiang lim chi lo ding neu ding hi chi tua khani kha a chi pen ko khanga kha chang in na sia kap to ke to nu yang to sia mung to kaliu na sai jang kho wa ka ba pai to lew lew wa sai jang ka tun ta ko chang na upate to ki ko min na upaten ko ila ita mo chi na ngai sun sunina to le upapa khatin na pai dan ding the in a jing te ama ku pai mo to pai in na mo to tun na chang ka mo to ko ta pan he to pai in na zong zong tuak zel ka zel tuak zel hilel thêm khát tàng khel khát leng a to pek a kitu suk ding ko nu mei te bang pen pai thei ma lo ling la tam lai sia kap ten tem to tu pek to lam na khoi in to pan na ko dam da ma pai to le jong mu ma lo ina sia kap te pen wa muan ding chi na to lai pen mo mual pen muan bek a ding ve wa adon asang ma wa kau che to na tang ku ngong mu ei omma ei chi to mual panang tuak suki kin to na tang ku ngom na ka pa ule kam sang pa mu dan lian ma na hi hallelujah hallelujah khani kha again pen khanga kha ka pa u chang ana tang nam lai keu nai lo mo in to lei la phot chi ni mo lei la phot in na toเป็นเสมปะนายโลมุนขตาอมลาฮีจีไปสุกเล่งกับเตลกุนอากิจินาอมดิงฮีจีตัวเป็นตุยละกาอเตปงสานที่บางตุยเป็นอเตปงสานนี่ดิงนะอาเกสวงปีอมดิงฮีอาจิจังปเลียนินะองไปปิเลวกินะเสียมงหัตกะหินาจะกอกจะหิมาเอจีข้าสุงปนาโตปะดะเลียนนะอมแต่ปนาอินจะกิกจิมหน่อยโมบางจากกุมาเลยจิมไว้เป็นเงินจิมหน่วยตัวลายเป็นนะอีมีอมนอนดอกนะเฮียเงินนะจิมหน่วยเตกิเจ็บเตนะดีเงินนะอินกิลามอินนะมัวสวงตัวลายอะไรเตตะกาเกียเสร็จเดินเตกมันทรงหลักเทอินยังไงมอตัวลายยาถูเงินอินตัวเตไอสิงเจ้าเงินนะตุยมุนนี่แต่งเอาไปหิวมุนนี่แต่งเอาไปอินนะตัวลายยาสิงลามเตพูดเปอร์เซ็นต์กัมมัลฮีอัลลานฮีสะเทาสูงมอสะเทาอิสุนนาเป็นทรงมีเตเกี่ยวนอนโลทีงจิมตัวแรกบางฮีไกว่ามจิเลยตัวแรกตุยเป็นสกีเตนอดอนเดียงกังไปเซลินสกาบเตนอาคาพังกาบที่โลจิตัวแรกยำเต็งเป็นอเมรุหอยจิตะกาหอยหิมายจิมมอนูตาอนูเลตนูนิเตหอยจิตะกาหอยอยู่จิอินตัวแรกก็บางจิไกว่ามจิเลยdầu mỹ tê cùng tắm pi ta các khăn tậu đỉnh giang khang tàu sạc lô nấu in quan biển câu dầu mỹ tê khát mạ rồi lấy tung muốn khe em bơm dầu mỹ tê rồi cái say nó lâu đấy mà nôn ná tu nín ná nấu nó điên muốn ná dây số mình ta vào bay ta un mang pha công khá của hi na lan say điên ngủ chỉ na tu ngap ấy na tổ lại nặc pi ta cái na thu nghiệt na cái này u hi hallelujah tổ lại pani na coi na lấy tung bộ pa dầu mỹ khe em bơm tu nín ná ông nong cài sắc tên ông nong cài sắc rồi lâu thì nghĩ dầu mi tên năm na chết và tàu pa nong sắc ta sắc ta hi trên na khá sung pa na nak pitaka kitang ko hi hallelujah kung pai lo hang ka khao na no te so ang tu hin hi to la in to na atak takang ke ni tam om in ko zo hi kung pai du pen hak sa sa ve ve thu ngen tên la dầu mi om na teng na tang ko ding hi ti tam ve pi tak chang ong ki pan kai manun na aman nei takin nong ngai sak dingu le nong san sak dingu ong thom yang mom ina to panin na mun ni mo to din na lui ka chi le muan dinga mun nia pa ina a jing chang na ti di ma che in ti di ma zan khat ka tam ki du te ta lui la ma om la hi chi pai ina to aman te jong po ka him ka pai ta ko chang in na ama to pa na ala dan pen mual hi banga ki sungki ding ma mual golpi ki sungki ding ina lui song hidin lui sunga suang tum pi khat na om ding hi chi to pan ala ka payu ta ko changa hilama ita mo chi tak lama tuak om lo ka to lew ni la sa suang la sa singbol sum teng la sat chi taka sa ki lew na wa le jang lam pai to na lama mo ta lam pai to lew gina hilai mun hi e chi to pa la namon na hi e to lai jong de nak chi ma bangwa mo singlam te put alan te hi pasien kamal te hi
dầu mi tê cùng tắm pi tặng nòng cài sắc nâu in quan cô tôi kỳ say non lô chị đàn chị đàn má tang cô in na nôm na đinh muốn phải ta vô chị na in đàn na again lai sang thủ muốn tê sinh làm tê tê anan tê mà in na tôi na aswang tum pi tu ngặt tua các cái cô về và nạ màn trong con mẹ tôi lại bắt nát đấy ta cái cô lấy tung muốn tuam tâm gam tuam tâm âm dầu mi tê khem pe vô na ngày ta vô khá sung panin na ông chị nghe in niệm na thuốc na panin tàu panong suak ta sak ta hi chỉ nan akpi ta kena tang côตัวเต็งทุกอย่างนักกันในขีดแจ้งจีตันบัวเกียขัดนาวมินนะตัวเป็นนาเตะเตะก็อินนะสินบิ๊กไปกินนะจงมีเตียงนองไก่สักเข้มไปฮิตุยตะไปตาโอจินอเมงกะเปียกด้านดานาไปเดียวอินนะตัวเล่ปามะลำเปียเลยให้นังลำเปียเราดิ้งมันลังไปสวกที่เลตัวทอลไปดงกิเลกีกเลยอินนะอตุยล้วนดานาแรงสวกแกตัวไรตะกะเอมีเตขัดจงกะเกยวังไปอเมนะกันน่ะเสบุเป็นอามาวินะบางมีปีเตกากับเตคงสดานาองเล่าตัวเปิกมายังตัวมุตักจะลำดังสลัวโซมีเตตัวกันลำดังเปียงดิ่งจะมันจงมุเลียนโมหินะตัวปักินะตัวปานะนางเซมสกีโซมีเตอิสตักนั่นดิ่งปันตัวเนียนเนียมนาเตปันินนะตัวปานาคาสังปันินนักไปตั้งสอบปีกินะอิเสบโลอพโมโมตัวเต็งเกนี่ตัวจังประกันยังอ้วทุพาเตกวยอินิจะเดียงเป็นมิลิมกิบอลเบลบอลกไปจิลว่าตั้งวัลนงขัดอันที่ไล่ผู้เมียงจินกไปโกยโกเลยมุนขัดอีบังอาสิกลิงปิดตัวกิอุมมาเตยะเตเลียนปิดเมจิลายกิสวงที่เป็นโมกับมงเสียตักจังอาเจที่ตรงเซ็งอมเตเป็นตัมมะมาจีกอลก็มาหอยเป็นติงจีกามงเสียตักจังอิบุลุเตนะจานขดากูอุจีกาลกับเตนกูอุจีก็มากะเทโลเดียเสียกลิงเขลูเอ็มกุมตูลขัดสงมกุมสักกว่าสงมหากเลียนนี่อันนี้กุนาสงะมัวเตมีเตกะลกดีงาจีฮิเตนังขุดสงงตุงดีงฮีจีโลกีสกายได้โลกีมันลีได้โลกีฮาเลลูยาจินลินนามุนเตโลกีตัวเข้มปตัมนาเตโลกีนุ่งกะไปกีกว่าโมประกันยังว่ากะไปกีกว่าคิดตันตัมลัวฮิเลลตัมจิตกาตัมฮิเลลแต่จังอลูดอปีพยาจิของทุปีมะสอมเตบังจงมันล่างสับปมังอดอนลำเสียเต็งเป็นนโมนมานกีขินตาวอินานักปีตะกากิเสตาpasien kamal tung tahi pasien itu mite azong ding te non lo hi hang mo pasien ni nong piak sa le song sum piang te ke ya hi chi ai ve ke ya hi chi khit nong sak ai pen pasien a te changa to te ai jat pai kwan to pa nong pe ta hi la ken mong la ken to pan no ngam na da ni khat ni chang pe ding i khang no te ong thara ki unong han chamunนี่ขัดนี่จังอินตัวเตหนังกัมปานีเลียนเพียงไปดีงี้ตันตยะเซนันเนกิอินโมสาราอินะคำสังปาเจอนุสันจังมหังหน่วยในยามจีโมแต่จังอินนะกูเตกมะตาไก่มานุนโนเตอาดิงินลำเพียงกิหุนสักีอัตลเซมดินเตอร์ปันตุพังเปตาเคนแต่ตักจังนุงามันเดลีนิกิเลอาไปไกเวลวันเล่นี่งานนี้ตาเป็นโกอินเดียอเมริกาพงปนัดเมสญาปนัดถูกเงินเขามันลีเป็นตะไปแมงเกวเล่บางไอตาเพลนี้กิสวดเองหมอกตาแต่ตักจังว่าไปแมงกินน่ะจิงสังอาไปกระตุนจักเสพจิงเต็งเสพนัดจำเตะผมตัวนี้เล็กกว่าก็มีนาตัวปลาอินะdầu mì tê bên cùng piang cội đỉnh trường pia ông ngại sakin Daniel sagi som ni le sagi nang pia him en di wan cha ông cả tak piตัวไรน้ำเลวได้เอ็นเลวจินตัวไรสักตัวนั่นเลวจินตัวไรเสียงทูสงตัวกิเลบุลขัดอิลอมเตองมตักเจียงอามาสงกิบโลหีตัวงาเป็นบางเจียมจิตเล
ทุสวขัดเป็นมอกไปขัดเป็นนุ่มทุมีเตนะองุกุมเปียหอยดิเงินนะเปียเงินนานดวนปนินนะคาสงปันกิไลนาอมนายโลเจมันินนะกูนานดวนไปเดวันแรงกวนปนาโมดไปวันแรงกวนปันกระตุนจังอันจงนั่นโลโมตุตุงะยังตัวให้ขัดเลยโมขัดตัวเนมตัวไปสวกินัตุไลตักนานดวนอกิไปสักโลเป็นปัสยานินเอเตทุมีเตเลซงมีเตอธุพังเป็นนวมลอยมันินนะนานดวนนักบรุษเทวามุนลีอะเดนนาอาลานเตเปอร์เซ็นต์กัมมัลเตสิงลามเตเตกับกอยเทวาสวกตะตักินักหิเทวฮีฮาเลลูยาตัวลายะตุอินนะทุมีเตเปอร์เซ็นต์อิดะซะตักมีเตเดเนียลสกิซอมนิเลสกินาบังอินกุมปีตุปันกอลกำมังปิตักตักดิงีจินนะอุบนาตกตังกูฮีฮาเลลูยาตัวลายนักปิตักินนะทุกิเงนิมแต่ปนงจะเลยนะโคสงะมันดีโคสงะมุนขดาจินลินนับปีอาเดนาเต็งมาเซมอินแต่ปนินนะกิปัดนามุนมาไปนมไก่มันนะสกายได้ยาบตายวิ่งเบ่งอินนะตายจิตักมานะมอตัวตายอินนะที่ปังกิปัดนาเลียนโมตัวลายมือนะเดนาจิเต็งมาเซมอินนะโนเตอินนะน้องไก่สักนนกิอุนจินนะตัวทุพาตัวปานะตัวทุพาจิเป็นโจมีตาดิลทุมีตาเดกิลาฮีอัตลแซมดินตัวปานทุพังปิตาเฮนนักพิตากินกะลุงดำตัวทุพาเตงะติอีขุดทรงตุงาอีขังอีคมเทนดิงินอีทุพาเต generation to generation อากิบนดิงินปัสยันกัมมัลลาเตขัดนินาโมตังขันนาปนินะปัสยเท่ารับเพียนได้อโลนมุ้ยเลียวด้วยเท่ารับเพียกูเจ้าจนดอตัวดีจีไม่เตปัสยันสงนวมสาอินอามาอาซาตากเตอินจีเลยต้องอัตโนตปาเตจีปัวอโลนจีปัวเมจีต่างทุมนาบังจีตุโดในสิสิงดีอาเซนอเมติเลงเมจีโมปัสยันกับปัสยันอีทุพังเปียกเตเป็นขังขัดปันขังขัดได้ยากิบทีนดิงอินปัสยันทุสนวมสดิงฮาเลลูยาปัสยันจะตากดิงตัวอินนะอีขังตัมปีตักกิบดิงฮีจีตัวกิลุงเกนยังไงกินตัวตังเกนยังไงนักพิตากลุงตามีตัวน่าเสียกับคนเป็นนิโมกันูเต้านักนงอามาหุ่นสักมินิซ้อมไม่จ้องซ้อมแรงไงจ้องตัวป้านมีมัลตุพังเปตาเฮนอินนัตุนจังนัสสิมุนลามหากไอchapter 2 verse 6 to 8ตัวมอให้เสียซ้อมกุกบุปผีตัวมอแต่จะเดเนียลสกิซ้อมนี่เลยสกิต่อGenesis 26, 22 ต่อมอนะฮิโมจิองค์ข้าองค์ไว้ข้ากิงไอ้ลุงดำมาเองโอเคฮาเลลูยาโอเคအချိန်ခါခွင့်ကောင်းကိုပြင်ဆင်ပြီးဖြစ်တဲ့နာမတော်ကိုရှိစွာချီးမွမ်းလိုပါတယ်ကျွန်တော်ဒီကျမ်းစာထဲမှာမဝင်ခင်မှာပေါ့နော်ပြောချင်တဲ့ခွက်ပါဆိုတော့ကျွန်တော်ဖယားသခင်ကဂတိတည်တဲ့ဖယားဖြစ်တယ်ဟာလေလုယာဆိုတော့ဘာဆိုတော့သူကဂတိတည်တဲ့ဖယားဖြစ်တဲ့အတွက်ကြောင့်သူကပြောလိုက်ပြီးဆိုရင်ပြည့်စုံစေတဲ့ဖယားဖြစ်တယ်ဟာလေလုယာနောက်ပြီးသူကသူမပြည့်စုံစေမယ့်အရာကိုလည်းသူကမပြောဘူးနော်တို့ကျမ်းစာထဲမှာကြည့်မယ်ဆိုရင်တို့ the first gospel ကိုကျွန်တော်ဘယ်ချိန်မှာဘယ်နှမှာတွေ့ရတယ်လဲဆိုတော့Genesis အခန်းကြီး3အခန်းငယ်15မှာဖြစ်တယ်နော်အဲ့ဒါကသခင်ယေရှုမွေးဖွားမယ့်အကြောင်းနော်ပထမဦးဆုံးဘုရားကဖွင့်ပြတဲ့နေရာဖြစ်တယ်အဲ့ဒါက BC 4000ပတ်ဝန်းကျင်မှာဖြစ်တယ်နော်ဒါမဲ့သူပြောတဲ့အရာကိုဘယ်အချိန်မှာပြည့်စုံလာတယ်ဆိုတော့နှစ်ပေါင်း4000ကျော်မှပဲအဲ့ဒီစကားကိုပြည့်စုံလာဖြစ်တယ်ဟုတ်ပြီနော်နောက်ပြီးလို့ရှင်ကျွန်တော်တို့ the virgin birth prophet Isaiah Hosea ပေါ့နော်သူက BC 900နဲ့900ဝန်းကျင်မှာသူက950ဝန်းကျင်မှာသူကprophet ပြုတယ်
prophet Hosea ကသခင်ယေရှုကအပြိုကညာထဲကနေမွေးဖွားမယ်လို့သူကြီးအားဟောပြောတဲ့နော် prophet ပြုတ်တဲ့နောက်ပိုင်းနှစ်ပေါင်း900ပြီးမှပဲအဲ့ဒီနော်အရာကပြည့်စုံလာတာဖြစ်တယ်အာမင်ဆိုတော့ကျွန်တော်ဒီမှာဘာပြောချင်လဲဆိုတော့အခုနဆရာမပြောတဲ့အရာတွေကကျွန်တော်တို့လူအနေနဲ့စဉ်းစားမယ်ဆိုမယုံတဲ့ဆရာတွေဖြစ်တယ်နော်ဘယ်လိုဖြစ်လာမလဲနော်ဒီမြန်မာနိုင်ငံမှာရှိတဲ့ဒီကမ္ဘာမှာရှိတဲ့ဒီစစ်စင်ဥစ္စာတွေတရားဇာတတွေကကျွန်တော်တို့ဘယ်လိုနေလာနဲ့ကျွန်တော်လူမျိုးတွေလက်ထက်မှာဘယ်လိုရောက်လာနိုင်မလဲလူအသိဉာဏ်နဲ့စဉ်းစားမှဖြစ်နေတဲ့အရာတွေကြီးပဲဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဒီမှာတိနော်ကျွန်တော်တိထားမယ့်အရာကဖယားတဲ့အသွဆိုရင်ခက်ခဲတော့ရမရှိပါဟာလေလုယာဟာလေလုယာသူကဖြစ်စေဆိုရင်ဖြစ်စေနေတဲ့ဖယားဖြစ်တယ်နော်ဖန်ဆင်းခြင်းအကြောင်းကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဖယားတဲ့ခင်ကသူကစကလုံးနဲ့ပဲသူဖန်ဆင်းတာနော်သူကလူကိုဖန်ဆင်းတဲ့ချိန်မှာပဲသူကသူ့ရဲ့လက်ကိုအသုံးပြုတာနော်ဒါမဲ့ဒီကျွန်တော်ဒီမြင်သွေးနေရတဲ့အရာတော်၎င်းမြင်တွေ့မရတဲ့အရာတွေကအစားပေါ့နော်ဒီစัจ java တခုလုံးကိုဖယားတဲ့ခင်ကဖန်ဆင်းတဲ့ချိန်မှာသူကစကလုံးနဲ့ပဲသူဖန်ဆင်းတာဖြစ်တယ်နော်ဖြစ်စေဆိုတဲ့စကလုံးလေးနဲ့ပဲသူဖန်ဆင်းတာဖြစ်တယ်အာမင်အဲ့ဒီလောက်တကိုးကြည့်တဲ့ဖယားရှင်ဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်ကျွန်တော်တို့ဒီနေ့ကြားနာရတယ်နော်ကျွန်တော်ကြားခဲ့ရတဲ့နော်ဒီအရာတွေကိုကျွန်တော်တို့ကမယုံမရှိဘဲနဲ့ယုံကြည်ခြင်းနဲ့တိမ့်ပိုက်တယ်ဆိုရင်ကိုတိမ့်ပိုက်ရင်တိမ့်ပိုက်တယ်လို့အချိန်တိုင်းဖက်တဲ့ခင်ကအမှုပြုမှာဖြစ်တယ်အာမင်နားလည်းနဲ့ဖယားနားလည်းနိုင်ဖယားအလုံးပြရှင်ကောင်းချီးပေးပါစေကျွန်တော်ဒီနေ့ရွေးချယ်တဲ့ကျမ်းပိုက်လေးကရှမာသက်ခရစ်အခန်းကြီး16အခန်းငယ်15ဖြစ်တယ်ဗမာကျမ်းစာမှာပါတဲ့ခါကျတော့ဒီမှာဖြစ်နိုင်ပေါ့နော်ဒီမှာထိုးပြဖို့ရန်တို့ကျွန်တော်မေတ္တာလက်ခံဒီကန်ချင်းတယ်ဆိုတော့ဒီမှာဦးထောင်ပူကကျွန်တော် message ပေးတဲ့ချိန်မှာပေါ့နော်ကျွန်တော်နာမည်ကသူက Sun Boy တဲ့နော်ကျွန်တော်ရဲ့နာမည်ချစ်စနူးခေါ်တာက Sun Boy ဖြစ်တယ်နော်ဒါကျွန်တော်ရဲ့family name ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ India နိုင်ငံIndia မှာကျောင်းသွားတဲ့ချိန်မှာကျွန်တော်ကအဲ့ဒီနာမည်ကိုစပြီးမှမသုံးဖြစ်တော့ဘူးဘာဆိုတော့အဲ့ဒီနာမည်ကကျွန်တော်ပြန်စဉ်းစားကြည့်တော့ဒါမသိတဲ့လူတွေအတွက်ဆိုရင်တော့ဒါဘယ်လိုပြောမှလဲဒါမင်းကလေးနာမည်လို့ကြားသွားတာပေါ့နော်ဒါကြောင့်ကျွန်တော်ကကိုယ်လည်းဖဲတဲ့ခင်ကကျွန်တော်ကိုယောက်ျားအနေနဲ့မွေးခွင့်ပေးတဲ့ခါကျတော့ဟုတ်တယ်မလားဟိုကကျွန်တော်ကယောက်ျားဖြစ်တဲ့ခါကျတော့မင်းကလေးနာမည်မလို့ချင်ဘူးနော်လူမပြောနဲ့နာမည်တော့မင်းကလေးနာမည်မလို့ချင်လို့နော်ကျွန်တော်ကားကိုစံပွဲနေပြကျွန်တော်ကားကိုပြန်ပြောတာဖြစ်တယ်နော်တိုက်ဆိုင်ရင်တော့ပြုတ်ပြင်ကြပါပေါ့နော်နောက်ပြီးတော့ကျွန်တော်ခုလက်ရှိမှာကျွန်တော်ဒီရန်ကုန်မှာကျွန်တော်အခုအမှုတော်ဆောင်တာကတော့2019ကနေစပြီးမှအချိန်ပြအမှုတော်ဆောင်တာဖြစ်တယ်ဒီမှာဆင်မကြီးနဲ့လက်တွေ့ပြီးမှဒီခလီသာသနာမှာကျွန်တော်ကဒီ executive director နေနဲ့တာဝန်ခံနေတဲ့အချိန်ဖြစ်တယ်အခုလက်ရှိမှာတော့ကျွန်တော်ခလီအယောက်60ရှိတယ်နောက်ထပ်လာဖို့4ယောက်ရှိသေးတယ်နောက်ကချင်ပြည်နယ်ကချင်တယောက်ရဲ့ကျွန်တော်ဒီချင်းပြည်နယ်ဘက်ကနေပြီးမှ1ယောက်မဟုတ်4ယောက်မဟုတ်3ယောက်ထပ်လာဖို့ရှိပါတယ်ကျွန်တော်တို့မကြခင်မှာကြောင်းရလဲဖွင့်တော့မယ်ဆိုတော့ကျွန်တော်လည်းအပြန်ဆုံးပြန်တော့နိုင်ဖို့ကျွန်တော်ကစိုးတောင်းနေတဲ့အချိန်ဖြစ်တယ်ဒါမဲ့လည်းမပြန်နိုင်ဘူးလို့ယုံကြည်ပါတယ်ဟိုပါပြီကျွန်တော်ဒီနေ့ရွေးချယ်ထားတဲ့ကျမ်းပိုက်လေးကကျွန်တော်ပြောတဲ့အတိုင်းပဲရှင်မာသက်ခရစ်အခန်းကြီး26အခန်းငယ်15ဖြစ်ပါတယ်ဖတ်ကြရအောင်နော်ရှင်မာသက်ခရစ်အခန်းကြီး thank you ရှင်မာသက်ခရစ်အခန်းကြီး26အခန်းငယ်15 okay ကျွန်တော်တယောက်တည်းပဲဖတ်လိုက်တော့မယ်နော်အကျွန်ုပ်ဒီယေရှုကိုတော်တို့လက်တော်အလျင်အဘယ်မြလောက်ပေးမနေဟုရှောက်တော်
ထိုသူတို့ကငွေအကျပ်30ပေးမယ်ဟုဝန်ခံကြ၏ငွေအကျပ်30ပေးမယ်ဟုဝန်ခံကြ၏ကျွန်တော်တို့ဖတ်တော်တဲ့နှုတ်ကပတ်တော်တိုင်းအလုံးဖျက်ရှင်ကောင်းချီးပေးပါစေအကျွန်ဒီနေရာမှာကျွန်တော်ဝိငါအချင်းတဲ့ခေါင်းစဉ်လေးကငွေကျပ်30ဖြစ်တယ်ဒီထဲမှာငွေကျပ်30ရှိတယ်လို့ရှိမလားရှိလားโอเคတဲ့ဆာဆိုင်ပဲနော်ငွေကျပ်30တော့ဒီကျမ်းစာထဲမှာတွေ့တဲ့အရာကဘာလဲဆိုတော့သခင်ယေရှုရဲ့တန်ဖိုးယူဒာအစ္စကာရက်နဲ့ဂျိပရက်မန်ကြီးတွေဒီဂျန်တပ်ဘုတ်တွေကသခင်ယေရှုရဲ့တန်ဖိုးကိုဖျက်လိုက်တဲ့အရာကငွေကျပ်30ပဲဖြစ်တယ်ဟုတ်ပြီနော်ဆိုတော့ပထမအနေနဲ့ကျွန်တော်ဒီမှာဘာပြောချင်လဲဆိုတော့ဘာဖြစ်လို့ဂျူဒတ်အစ္စကာရက်ကသခင်ယေရှုကိုငွေကျပ်30လေးနဲ့သူရောင်းလိုက်တယ်လေကျွန်တော်တို့အကြောင်းကိုပြန်ကြည့်မယ်ဆိုရင်သခင်ယေရှုရဲ့နောက်လိုက်12ယောက်ထဲမှာနော်တကျင့်တစ်ပါးထဲမှာဂျူဒတ်အစ္စကာရက်တယောက်ထဲကပဲသူကဂျူဒယာပေတာဖြစ်တယ်ကျန်တဲ့17ယောက်ကဂါလိလဲလူမျိုးတွေဖြစ်တယ်ဆိုလိုချင်တာကသခင်ယေရှုနဲ့ဂျူဒတ်အစ္စကာရက်ကတခြားတော့နောက်လိုက်တွေထက်ပိုပြီးမှနေကတဲ့နေဆက်တဲ့သူတယောက်ဖြစ်တယ်ဟုတ်ပြီနော်နောက်ပြီးတော့သခင်ယေရှုနဲ့သူတို့သူ့တပည့်တော်တွေက3နှစ်ခွဲလုံးသခင်ယေရှုသွားတဲ့နေရာတိုင်းမှာသွားတယ်သခင်ယေရှုနဲ့အတူတူသွားတယ်စားတယ်တောက်ကြတယ်သခင်ယေရှုပြုတ်တယ်မြတ်အကုန်လုံးသူမြင်တယ်သခင်ယေရှုဟောပြောတယ်မြတ်သူအကုန်လုံးကြားတယ်ဒါပေမဲ့သူရဲ့နောက်ဆုံးတော့ခရီးမှာသူရဲ့သခင်ယေရှုကိုသူကငွေကျပ်30လေးနဲ့သူရောင်းစားလိုက်တဲ့အကြောင်းဆိုဒီမှာတွေ့ရတာဖြစ်တယ်နော်ပထမအနေနဲ့ကျွန်တော်ဘာဖြစ်လို့ဂျူဒတ်အစ္စကာရက်ကသခင်ယေရှုကိုရောင်းစားလိုက်တယ်လဲဆိုတဲ့အရာလို့ကျွန်တော်အနည်းငယ်ဝင်ငါချင်းတယ်ကျွန်တော်ဒီရှင်မသက်ခရစ်ခန်းကြီး26ခန်းငယ်35မတိုင်ခင်ကိုကြည့်မယ်ဆိုရင်ကျွန်တော်ဘာတွေ့ရတယ်လဲဆိုတော့အမျိုးသမီးမယ်ရီဆိုတဲ့အမျိုးသမီးကအမဒါမတာမရှိတဲ့မွေးရနန်းတော့ရေမွေးလေးကိုယူလာပြီးမှသခင်ယေရှုရဲ့ခြေတော်ကြီးမှာသူခွဲပြီးမှအဲ့ဒီရေတာမှုအမဒါမတာမရှိတဲ့အရာလေးကိုသူကဖြူခွဲပြီးမှသခင်ယေရှုခေါင်းပေါ်နဲ့သူလိမ့်လိုက်တဲ့ချိန်မှာဂျူဒတ်အစ္စကာရက်ကဘာပြောဆိုတော့ဒီလောက်တာမှုရှိတဲ့ဒီရေမွေးကိုဒီလိုမသုံးပြုတ်ပဲဒီလိုအသုံးမပြုတ်ပဲနဲ့ရောင်းစားပြီးမှမစစ်စင်းရဲ့သားတွေအတွက်အသုံးပြုတ်မှဆိုဘယ်လောက်အထိပိုကောင်းမလဲလို့သူပြောလိုက်ချိန်မှာသခင်ယေရှုကဘာပြောလဲဆိုတော့တင်တို့နဲ့စင်းရဲသားတွေအတူတူနေမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကြတော့အကြိုက်မနေတော့ဘူးဆိုပြီးမှသူကအတူချုံနဲ့ပြောမယ်ဆိုရင်ဂျူဒတ်အစ္စကာရက်ကိုသူကဆုံးမစကားပေးလိုက်တာဖြစ်တယ်နော်ဆိုတော့အဲ့ဒီဆုံးမစကားကြောင့်ဂျူဒတ်အစ္စကာရက်ကအဲ့ဒီချင်းနဲ့စားပြီးမှသူသခင်ယေရှုကိုသူအခေမကြည့်တော့ဘူးဟုတ်ပြီနော်ဆိုတော့ဒီမှာကျွန်တော်ဘာအတိကကျွန်တော်ပြောချင်တဲ့အချက်ကဘာလဲဆိုတော့ဘာဖြစ်လို့ဂျူဒတ်အစ္စကာရက်ကသခင်ယေရှုကိုရောင်းစားတယ်လဲဆိုရင်သူကဆုံးမသွန်သင်ခြင်းကိုလက်မခံချလို့ဖြစ်တယ်နားလေဘုရားအလုံးပြည့်စုံကောင်းချီးပေးပါစေဆိုဒီမှာလုံငယ်တွေကအများစုဖြစ်တယ်ကျွန်တော်လူတယောက်လမ်းမတယ်ဆိုတာကလေကျွန်တော်တို့ကပညာမရှိတော့လည်းမဟုတ်ဘူးဆုံးမသွန်သင်ခြင်းတွေကိုကျွန်တော်တို့ကမရတာလည်းမဟုတ်ဘူးနှုတ်ကပတ်တော်မသိတာလည်းမဟုတ်ဘူးဖယားတရားအကြောင်းမသိတာလည်းမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဘာဖြစ်လို့လမ်းလွဲနေကြတာလဲဆုံးမသွန်သင်ခြင်းကိုကျွန်တော်တို့ကလက်မခံကျွန်တော်ဖြစ်တယ်ကျွန်တော်ရန်ကုန်ကကလေးတွေကျွန်တော်အများနဲ့ပြောလို့ရှိတဲ့အရာပါဆိုတော့လိုဆိုတာကအများနဲ့စိုးတယ်เนาะကျွန်တော်လိုတိုက်ကစိုးကြတယ်တော့လိုတိုက်ကစိုးတဲ့အချိန်ရှိတယ်เนาะကျွန်တော်လိုတိုင်းမှာပျက်စီးရအချိန်ရှိတယ်အထူးသဖြင့်လိုငယ်တွေเนาะဒါပေမဲ့လူတယောက်ကကိုယ့်ရဲ့မကောင်းမှုကြောင့်ဆုံးမလာပြီဆိုအဲ့ဒီဆုံးမသွန်သင်ခြင်းကိုကျွန်တော်ကလက်ခံတတ်ဖို့ဖြစ်တယ်လို့ကျွန်တော်တို့ကအချင်းချင်းပြောခဲ့တာဖြစ်တယ်เนาะလူတယောက်လူငယ်တယောက်ကလမ်းမားတယ်သူကဘယ်လိုပြောမှလဲသူရဲ့ဘာနိုင်ကိုလည်းမရောက်ဘူးဟိုမရောက်ဒီမရောက်ဖြစ်သွားတဲ့လူတယောက်ရဲ့အသက်တာကိုပြန်ကြည့်မယ်ဆိုရင်သူ့မှာပညာအချင်းမရှိတာလည်းမဟုတ်ဘူးတော့သူ့မှာငွေကြီးမရှိလည်းမဟုတ်ဘူးဒါပေမဲ့
သူကဆုံးမတုံတင်ခြင်းကိုလက်မခံခြင်းလို့ဆုံးမတုံတင်ခြင်းကိုသူကမလိုက်နာခြင်းလို့သူရဲ့ဘဝကိုပျက်စီးသွားတဲ့လူငယ်အများရှိတာဖြစ်တယ်ဟုတ်ပြီနော်ဒီနေ့မှာဂျူဒတ်စ်ကလည်းဘာဖြစ်လို့သူကသခင်ယေရှုကိုရောင်းစားတယ်လဲဆိုရင်သူကသခင်ယေရှုဆုံးမတုံတင်ခြင်းကိုသူကလက်မခံခြင်းလို့ဖြစ်တယ်ဟုတ်ပြီနော်ဒုတိယအနေနဲ့အချက်အများကြီးထဲမှာပေါ့ကျွန်တော်ဒီတစ်ချက်ကိုပဲကျွန်တော်ပြောပြမယ်ဒုတိယအချက်ကဘာဖြစ်လို့ဂျူဒတ်စ်ကသခင်ယေရှုကိုရောင်းစားတယ်လဲဆိုရင်သခင်ယေရှုကဒီလောကကိုစင်ကြွလာတဲ့အကြောင်းရင်းကဣသရေလလူတွေကတကဘာလုံးမှာရှိတဲ့လူသားအားလုံးကိုကယ်တင်ခြင်းပြုဖို့ရတဲ့ဖြစ်တယ်နော်ဒါမဲ့ဂျူဒတ်စ်ရဲ့အမြင်ကဘာလဲဆိုတော့ကယ်တင်ခြင်းပေးမယ်ဆိုတဲ့စကားလုံးကိုသူကဘယ်လိုခံယူတယ်လဲဆိုတော့အဲ့ဒီချိန်ကဣသရေလလူတွေကယောမလက်ထဲမှာနော်သူတို့ဂျုံခံနေရတဲ့ချိန်ယောမရဲ့ကိုလိုနီအောက်မှာသူတို့ကနော်ဖိနေချင်းကိုခံနေရတဲ့အချိန်ဖြစ်တယ်ဆိုတော့သူတို့ရဲ့စာငတ်တောင်းတမှုနော်သူတို့လူချင်းတဲ့ຢာကဘာလဲဆိုတော့ဒီယောမအစိုးရလက်ထဲကနေလွတ်မြောက်ပြီးမှသူတို့ကိုယ်ပိုင်အောက်ချုပ်ခွင့်ရဖို့ရန်သူတို့ကမျောလင့်နေတဲ့အချိန်ကာလဖြစ်တယ်ဆိုတော့ဂျူဒတ်စ်ကစားဣသရေလလူတော်များကသခင်ယေရှုကိုတို့ဘယ်လိုမျောလင့်တယ်လဲဆိုတော့သူတို့ရဲ့ဝိညာဉ်ကိုကယ်တင်ရှင်အတွက်မဟုတ်ဘဲနဲ့ယောမလက်ထဲကနေပြီးမှကယ်တင်ပေးမဲ့သူတယောက်အနေနဲ့ပဲသူတို့ကသခင်ယေရှုကိုမျောလင့်တာဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုဂျူဒတ်စ်ကဒါကြောင့်ဂျူဒတ်စ်အတွက်သခင်ယေရှုကကယ်တင်ရှင်နော်ထာဝရအသက်ကိုပေးနိုင်တဲ့ကယ်တင်ရှင်အတွက်သူကမမြင်နိုင်ပဲနဲ့ဒီလူရဲ့ခန္ဓာကိုနော်သူတို့ခံစားနေရတဲ့ဒီဖိနှိပ်ခြင်းတွေထဲကနေပြီးမှပဲကယ်တင်ရှင်ကယ်တင်နိုင်တော့သူတယောက်ဖြစ်ဖွင့်အတွက်လောက်ပဲသူတို့ကယုံကြည်တာဖြစ်တယ်တို့ဒီယုံကြည်တော်များမှထဲမှာလဲလူတော်များနော်တို့ဒီယုံကြည်သူခရိယန်တွေတော်များမှာသူရတဲ့အရာကဒီအရာဖြစ်တယ်နော်တို့ကသခင်ယေရှုကိုမယုံကြည်ဘူးလားယုံကြည်တယ်ဖခင်ကြောင့်မသွားဘူးလားသွားကြတယ်စွမသွားဘူးလားတောင်းပါတယ်ဖခင်ကိုမချီးမွမ်းဘူးလားချီးမွမ်းတယ်ဒါကြောင့်ဖခင်ကိုချီးမွမ်းတဲ့အကြောင်းရင်းတို့သခင်ယေရှုကိုယုံကြည်ရတဲ့ယုံကြည်ခြင်းရဲ့အကြောင်းအရင်းကအသက်ဝိညာဉ်အတွက်မဟုတ်ဘဲနဲ့ဒီလောကမှာချမ်းသာကြွယ်ဝဖို့အတွက်လောက်ပဲသခင်ယေရှုကိုယုံကြည်တဲ့လူတွေအများရှိတယ်နော်ဒါကြောင့်ကျွန်တော်ဒီနေ့ခွန်အားပေးချင်တာကကျွန်တော်တို့ယုံကြည်ကိုယ်ကိုယ်ရတဲ့ဒီသခင်ယေရှုဆိုတာကကျွန်တော်တို့ဒီလောကအတွက်ကျွန်တော်မှာလိုအပ်တဲ့အရာအတွက်ပဲယုံကြည်ကိုယ်ကိုယ်ဖို့မဟုတ်ပဲနဲ့ထာဝရအတွက်ကျွန်တော်လက်ခံယုံကြည်ဖို့ဖြစ်တယ်လက်ခုပ်တီးပါဟာလေလုယာဟာလေလုယာဟာလေလုယာကျွန်တော်ဒုတိယအချက်ကိုတွားကြရအောင်ဒုတိယအချက်ကဘာလဲဆိုတော့ဂျူဒတ်စ်ကဂျိပရမန်ကြီးတွေစီမှာတွားပြီးမှဒီလူကိုတင်းတို့လက်ထက်မှာငါအလိုက်ပြီဆိုရင်တင်းတို့ကငါ့ကိုဘယ်လောက်ပေးမှလဲတော့တွားရောင်းလိုက်တယ်အဲ့ချိန်မှာဒီဂျိပရမန်ကြီးတွေကဘယ်လိုသုံးပြန်တယ်လဲဆိုတော့တင်းကဒီလူကိုကျွန်တော်လက်ထက်မှာပေးနိုင်တယ်ဆိုရင်တင်းကငါတော့ငွေကျပ်30ပေးမယ်တဲ့ဒီမှာကြည့်လိုက်ငွေကျပ်30ဆိုတာကအမတန်မှနဲတဲ့အရာဖြစ်တယ်နော်ကျွန်တော်အတိအကျတော့မသိဘူးပေါ့နော်အဲ့ဒီသခင်ယေရှုခရစ်တော်ကငွေကျပ်30ဆိုတာကတဲ့တို့ဒီအခုလက်ရှိမှာပေါ့နော်ဘယ်လောက်နဲ့ငွေမြတ်တယ်လဲဆိုတော့တဲ့ဒေါ်လာ90 US ဒေါ်လာ90နဲ့ငွေမြတ်တယ်တဲ့စဉ်းစားကြည့်နော်သခင်ယေရှုခရစ်တော်ကငွေကျပ်30ဆိုတာကလက်ရှိမှာဒေါ်လာ US ဒေါ်လာ90နဲ့ညီမျှတယ်တဲ့ဆိုတော့ယိပရမန်ကြီးတွေကသခင်ယေရှုရဲ့တန်ဖိုးကိုဘယ်လောက်နဲ့ဖြတ်တယ်လဲဆိုတော့ငွေကျပ်30နဲ့ပဲသူတို့ကတန်ဖိုးဖြတ်လိုက်တယ်အခုလက်ရှိမှာဆိုလို့ရှိရင်တော့သခင်ယေရှုတန်ဖိုးကဘယ်လောက်လဲဒေါ်လာ90ဆိုရင်တို့ဒီမှာမလေးငွေringgitနဲ့ဘယ်လောက်ကျမှာလဲ300နဲ့60လောက်ကြာမယ်နော်မြန်မာငွေဆိုရင်တော့4သိန်းတော့မပြီးဘူးဒါပဲကျွန်တော်ပြောပြမယ်စေးစရာဝင်တွေအရာပေါ့နော်လူတယောက်
အခုကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးပေါ့နော်ကျွန်တော်အပိုင်ပိုင်နဲ့ကျွန်တော်ရောမယ်ဆိုရင်ဘယ်လောက်ကုန်ကြမယ်သိလားကျွန်တော်ရဲ့နှလုံးနော်အစိုးရကအစားအကုန်လုံးအပိုင်ပိုင်နဲ့ကျွန်တော်ပိုင်ပြီးမှရောမယ်ဆိုရင်လေဘယ်လောက်ကုန်ကြမလဲသိလားလူတယောက်ရဲ့ဒီခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့အစိတ်ပိုင်အကုန်လုံးအစိတ်နော်ပိုင်ပြီးမှရောမယ်ဆိုရင်ဘယ်လောက်ဒါမှဘယ်လောက်ရှိတယ်သိလားသိချင်လား$40 million ဒေါ်လာ400မဟုတ်ဘယ်လောက်လဲ$400ဒေါ်လာ$400ရှိတယ်တဲ့လူတယောက်ရတန်ဖို့နော်ကျွန်တော်တို့ကရောင်းမယ်ဆိုရင်လေအပိုင်ပိုင်နဲ့ကျွန်တော်တို့ကဈေးကွက်မှာတွားရောင်းမယ်ဆိုရင်ဒေါ်လာ$400ရှိတယ်တဲ့စဉ်းစားကြည့်လိုက်ဒါပေမဲ့လူကောင်ကိုတော့မလုံးနဲ့နော်တတဲ့ကျွန်တော်ဖန်ကမှာဆိုလို့ပြောချင်တာကကျွန်တော်လူတယောက်ရဲ့တန်ဖိုးကဒေါ်လာ$400ရှိတယ်ဒါပေမဲ့ဒီဂျီပရမင်းကြီးတွေကတခင်ယေရှုတန်ဖိုးကိုအခုကစကားနဲ့ပြောမယ်ဆိုရင်ဒေါ်လာ90နဲ့ပဲတော့တန်ဖိုးဖြတ်တာနောက်ပြီးတော့အဲ့ဒီတခင်ယေရှုတန်ဖိုးကိုဒေါ်လာ90နဲ့ပဲဖြတ်လိုက်တဲ့လူတွေကလည်းဘယ်သူတွေလဲအမဒါမချမ်းစာကိုကနာတိကျွန်းနားလဲတဲ့လူတွေဖြစ်တယ်လူမျိုးတွေကြားထဲမှာဘာတိုင်းခေါင်းဆောင်တွေဖြစ်တယ်ဟုတ်ပြီနော်နောက်ပြီးတော့ဘာဖြစ်လို့ဒီယိပရမင်းကြီးတွေကသခင်ယေရှုရဲ့တန်ဖိုးကိုငွေကျပ်30နဲ့ပဲတန်ဖိုးဖြတ်နိုင်တယ်လဲဆိုရင်တော့ကျမ်းစာထဲမှာဘာတွေ့ရတယ်လဲဆိုတော့ကျွန်တော်မမားဘူးဆိုရင် Exodus ထမြော်ရကြခန်းကျင်17ခန်းရဲ့30မှာကျွန်တော်အမှဘာတွေ့ရတယ်လဲဆိုတော့ထမြော်ရကြခန်းကျင်17အခန်းရဲ့30မှာအဲ့ဒီငွေကျပ်30နဲ့ပတ်သက်ပြီးမှအဲ့မှာဖော်ပြထားတာရှိတယ်အဲ့ဒီငွေကျပ်30ကဘာလဲဆိုတော့ဂျွန်ခက်တုံးကဂျွန်တယောက်ရဲ့တန်ဖိုးကငွေကျပ်30ပဲရှိတယ်ဟုတ်ပြီနော်နောက်ပြီးတော့အဲ့ဒီသူတို့ဝယ်ထားတဲ့သူတို့မွေးထားတဲ့ဂျွန်တယောက်ကိုဥပမာတရိษံအကောင်တွေပေါ့နော်ဥပမာနွားပဲဖြစ်နော်မြင်းပဲဖြစ်ပေါ့သူတို့ကအဲ့ဒီဂျွန်ကိုမတော်တဆတတ်မိတယ်ဆိုရင်အဲ့ဒီသူတို့ဝယ်ထားဂျွန်ကိုပြန်ပြီးမှရော်ချစ်အနေနဲ့ငွေကျပ်30သူတို့ကအဲ့ဒီလူတည်သွားတဲ့လူကိုသူတို့ကရော်ချစ်ပေးတာဖြစ်တယ်ဆိုတော့ငွေကျပ်30ဆိုတာကကျွန်တော်အတူချုံနဲ့ပြောမယ်ဆိုရင်ဂျွန်တယောက်ရဲ့တန်ဖိုးဖြစ်တယ်ဒါပေမဲ့အဲ့ဒီဂျွန်တယောက်တန်ဖိုးဆိုတာကသခင်ယေရှုခက်မတိုင်ခင်နှစ်ပေါင်း3000ကျော်နော်နှစ်ပေါင်း2000ဝန်းကျင်လောက်ကတန်ဖိုးဖြစ်တယ်စဉ်းစားကြည့်နော်ဆိုတော့နှစ်သခင်ယေရှုခက်မတိုင်ခင်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်လောက်ကငွေကျပ်30ဆိုတာသခင်ယေရှုခက်မှာဘယ်လောက်တန်ဖိုးရှိမှာလဲစဉ်းစားကြည့်လိုက်အမှန်တမ်းနေတဲ့တန်ဖိုးဖြစ်တယ်ဒီနေရာမှာကျွန်တော်အဓိကပြောချင်တဲ့အရာကပါဆိုတော့ဒီယိပရမင်းကြီးတွေကျမ်းသပုတ်တွေကသခင်ယေရှုတန်ဖိုးကိုဘာဖြစ်လို့30နဲ့ဖြတ်နိုင်တယ်လဲဆိုတော့ကဂျွန်တယောက်ရဲ့တန်ဖိုးက30ပဲဖြစ်တယ်ဆိုတော့ကတီချာတိလို့ဖြစ်တယ်ဆိုတော့သူတို့ရဲ့အမြင်ကသခင်ယေရှုကဂျွန်တယောက်လိုပဲဒီကောင်ကဘာမှတော့မချဘူးဒီကောင်ကဘာတန်ဖိုးမှလည်းမရှိဘူးသူတို့ကခံယူလို့ဖြစ်တယ်စဉ်းစားကြည့်ဘယ်လောက်ထိရင်နာဖို့ကောင်းတယ်လဲသူတို့ကိုကယ်တင်ပေးမဲ့လူတော်မှသူတို့ကနော်ရောင်းလိုက်တာတော့မှတန်ဖိုးရှိနဲ့သူတို့ရောင်းတာမဟုတ်ဘူးဂျွန်တယောက်ကသူတို့ကမြင်ပြီးမှရောင်းတာနော်စဉ်းစားကြည့်လိုက်ဘယ်လောက်ထိရင်နာဖို့ကောင်းတယ်လဲတော့တခါတည်းကြာရင်ဒီကျမ်းတပ်ဖို့တွေကြတော့လေကျမ်းစာတွေကိုသိလေသိတယ်မလားဖယားတရားเจ้าကိုသိလေကျွန်တော်ကဖယားကိုတန်ဖို့ဖယားတဲ့တန်ဖို့ကျွန်တော်ကဘာလဲရှော့ချခိုင်းလေဖြစ်တတ်တယ်ဖယားတရားအကြောင်းကိုသိလေသိတယ်မလားကိုယ့်ရဲ့ယုံကြည်ချက်ပို့ပြီးမှနဲလေဖြစ်တတ်တယ်ဟာဒီချက်
ခရိယန်တက်တန်းကကြာလေဘာဖြစ်လဲပူနော်ဘာဖြစ်လဲပူပြီးမှအားနဲ့လေဖြစ်လာတတ်တယ်ဒီတဲ့ပူဆိုတော့ကဘာဆိုတော့ဒီမှာ Spurgeon ကြောက်တယ်မလား Spurgeon ကသူဘာပြောတယ်လဲဆိုတော့ Judas Iscariot ကတဲ့တခင်ယေရှုကိုငွေကျပ်30နဲ့ရောင်းတယ်တဲ့ဒါမဲ့ဒီခက်လူငယ်နော်ဒီခက်ခရိယန်တွေကအပြောင်းနော်အပြောင်းတပြောင်းလေးနဲ့ပဲတခင်ယေရှုကိုရောင်းစားတဲ့ယုံကြည်သူတွေအများရှိတယ်တဲ့ဆိုဒီနေ့ဒီမှာရှိတဲ့လူတွေအားလုံးစင်ကောချင်းနဲ့သူတို့တခင်ယေရှုကိုဘယ်နှကြိမ်နော်ဘယ်နှခါလောက်ရောင်းစားခဲ့ပြီးပြီလဲတခုခုကိုရအချင်းလို့နော်ကိုလိုချင်တဲ့အရာတခုကိုရအချင်းလို့အော်ဖယားကကျွန်တော်ဒါမှပြီးတော့ဖယားကငါလိုချင်မှပြီးလို့ဖယားကငါဖြစ်ချင်တာသူမဖြစ်ခိုင်းလို့ဆိုပြီးမှကျွန်တော်ဖယားကိုကျွန်တော်ဘယ်သူဘယ်နှယောက်ကရောင်းစားခဲ့ပြီးပြီလဲတို့ယုံကြည်သူတော်များကလေမတိမသားလေးနဲ့သခင်ယေရှုကိုရောင်းစားတဲ့ယုံကြည်သူအများရှိတယ်အခုကျွန်တော်တို့မြန်မာနိုင်ငံမှာ missionary အများရှိတယ်နော်ကိုရီးယားနော်အမေရိကန်နိုင်ငံပေါင်းစုံနေလာတဲ့ဘာလဲ missionary အများရှိတယ်မြန်မာနိုင်ငံမှာရောက်ရှိလာတဲ့ missionary တော်များကလေသူတို့က business သမားတွေစီးပွားရေးသမားတွေဖြစ်တယ်သူတို့နိုင်ငံမှာသူတို့ကနေသူတို့ဘာမှမရဘူးဆိုတော့သူတို့က missionary တယောက်ကဲမြန်မာနိုင်ငံကိုရောက်လာတယ်သူများလုပ်ပြီးသားတွေသူတို့ကလာပြီးတက်ပုံလာရိုက်ချတယ်နော်သူတို့နိုင်ငံသူတို့ပြန်ပို့ချတယ်အော်ဒါငါပံ့ပိုးပေးတဲ့အရာတသိန်းသူတို့ကပတ်စာနေပြီးတယ်ကျွန်တော်မြန်မာနိုင်ငံသားဆိုတာကလေတိတဲ့အတိုင်းပဲဟုတ်တယ်မလားတသိန်းဆိုတာကကျွန်တော်ရဖို့ကမလွယ်ဘူးရလိုက်ပြီဆိုတော့အရန်ဝန်တာချတယ်ဆိုတော့သူတို့ကပတ်စံတသိန်းလေးနော်တသိန်းလေးသူတို့ပေးတယ်စံသိန်းနဲ့သူတို့ကလာလို့ပေးတယ်ပတ်တပုံကောင်းလေးရိုက်တယ်အဲ့ဒါသူတို့နိုင်ငံမှာသူတို့ပြန်ပို့တယ်ဒါငါ့ mission field သူတို့ပတ်စံအများရကြတယ်တို့ဒီနေ့ဖယားရမို့တော်ဆောင်တွေကြားထဲမှာလဲသခင်ယေရှုကိုရောင်းစားတဲ့ဖယားမို့တော်ဆောင်တွေသခင်ယေရှုကိုရောင်းစားတဲ့ယုံကြည်သူတွေကမြောက်များစွာရှိနေတယ်ဆိုတော့ဒီနေ့တရားဖို့ဖြစ်တယ်အဲ့ဒါဘာဖြစ်လို့လဲဖယားသခင်ပေးတဲ့ကယ်တင်ခြင်းရဲ့တန်ဖို့ကျွန်တော်ကမသိလို့ဖြစ်တယ်နားလေဘုရားတို့အလုံးဖြစ်စဉ်ကောင်းကြည့်ပြပါစေဆိုဒီနေ့ဖယားသခင်ပေးတဲ့ကယ်တင်ခြင်းကလေအယံတန်ဖို့ရှိတယ်ဟာလေလုယာဟာလေလုယာဒါကြောင့်သခင်ယေရှုကိုယ်တိုင်ကရှင်မဿဲခရစ်အခန်းကြီးနဲ့6ထဲမှာပဲသူဘာပြောလို့ဆိုတော့လူတယောက်ရဲ့တန်ဖိုးတွေတဲ့ဒီလောကမှာရှိတဲ့စัจ java ရာထက်တန်ဖိုးရှိတယ်လူတယောက်ရဲ့တန်ဖိုးကစัจ java ရာထက်တန်ဖိုးရှိတယ်ဆိုရင်သူပေးတဲ့ကယ်တင်ခြင်းကိုဘယ်လောက်တန်ဖိုးရှိမှာဟာလေလုယာတကယ်လို့တင်ကတန်ဖိုးမဲ့တယ်လို့ကုခံယူတယ်ဆိုရင်ဖယားကတင်းကိုဖြတ်လိုက်တဲ့တန်ဖိုးကလေအမတာမကြီးမားလွန်လာတာဖြစ်တယ်အာမင်ဟာလေလုယာဟာလေလုယာလူတော်များကသူ့ရဲ့တန်ဖိုးမတိလိုက်ချိန်မှာသူမတိလိုက်တဲ့ဒီခန္ဓာကိုယ်ရဲ့တန်ဖိုးကိုသူအလွေသုံးစားတဲ့လူတွေမျိုးဆိုရှိတယ်ကယ်တင်ခြင်းရဲ့တန်ဖိုးကိုမတိလိုက်တဲ့ချိန်မှာသူတို့ကဒီကယ်တင်ခြင်းကျေးဇူးတရားကိုလစ်လူရှုတဲ့လူတွေမျိုးများစွာရှိတာဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်တို့ဖယားသခင်ကကျွန်တော်တို့ကိုအမတာမမြတ်နုထားပြီးမှအမတာမှုထားတဲ့နော်အမတာမတာမှုထားတဲ့ဖယားသခင်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီနေ့နားလည်တဲ့ဖွင့်ရအလုံးဖျက်ရှင်ကောင်းချီးပေးပါစေနောက်ဆုံးအနေနဲ့ကျွန်တော်ဘာပြောချင်လဲဆိုတော့သခင်ယေရှုကသင်နဲ့ကျွန်တော်ကိုကယ်တင်ဖွင့်ရအတွက်လေသူကအနှိမ်ဆုံးသောတန်ဖိုးသူယူလာတာဖြစ်တယ်အနှိမ်ဆုံးတော့သူကကားရိုက်ပေါ်မှာတက်မှာပဲသူကားရိုက်ပေါ်မှာအတ္တခံမှာပဲသူရဲ့တန်ဖိုးကနဲသွားတာမဟုတ်ပဲသူမသေးခင်ကလေးကသူအဖမ်းမခံခင်ကလေးကသူရဲ့တန်ဖိုးကလူတွေကကျုံတယောက်ကဲတော့တတ်မှတ်တာဖြစ်တယ်အဲ့ဒါဘာဖြစ်လို့လဲတင်နဲ့ကျွန်တော်ကယ်တင်ဖွင့်ရအတွက်သူကအနှိမ်ဆုံးသောနေရာကျုံဘဝကိုသူယူတာဖြစ်တယ်အာမင်
အဲ့ဒီလောက်ကိုတင်းနဲ့ကျွန်တော်ကိုချစ်တဲ့သခင်ယေရှုကားရဲ့ပေါ်မှာသူအသက်ခံမှပဲသူ့ရဲ့တန်ဖိုးကရှော့ကြသွားတာမဟုတ်ပဲအဖမ်းမခံခင်ကလေးကလူတွေကသူ့ကိုကြုံတယောက်အဲ့လိုမြင်တာယေဘရမင်းကြီးတွေကသူ့ကိုကြုံတယောက်ကြတော့သူ့ကိုမြင်တာဘာဖြစ်လို့လဲတန်ဖိုးမဲ့တဲ့အမတားမတန်ဖိုးနဲ့ပါတဲ့တင်နဲ့ကျွန်တော်ကိုတန်ဖိုးရှိဖို့ရန်အတွက်ဖြစ်တယ်ဟာလေလုယာဟာလေလုယာသူသခင်ယေရှုအားဖြင့်ဒီနေ့ကျွန်တော်တို့အားလုံးဒီတန်ဖိုးမရှိတဲ့လူတယောက်ကနေပြီးမှတန်ဖိုးရှိတဲ့သူတယောက်ဖြစ်ခွင့်ဖခင်ကပြင်ဆင်ပေးတာဖြစ်တယ်လက်ခုပ်တီးပါဟာလေလုယာဟာလေလုယာဟာလေလုယာဒါကြောင့်ကျွန်တော်တို့တကယ်တော့ကိုတန်ဖိုးမဲ့တယ်ငါဘာမှမဟုတ်တော့ဘူးငါမှဘာလို့တတ်တာလည်းမရှိဘူးအလို့လည်းမရှိစားစရာလည်းမရှိနေစရာလည်းမရှိအိမ်လည်းပတ်စံမပို့နိုင်ဘူးငါအတော့မကြဘူးလို့ခံယူတယ်ကိုထင်မိတယ်ဆိုရင်ဒီနေ့ကျွန်တော်အားလုံးစံခေါ်ချင်းတယ်တင်းဒီဖခင်ရဲ့ရှိမှဖခင်ရဲ့တခင်ရဲ့ရှိမှအမတာမတန်ဖို့ရှိတော့သူဖြစ်တယ်အာမင်ဖခင်တခင်ကတင့်ကိုကဲတင်ဖွင့်ရန်အတွက်တင်းရဲ့သူ့ရဲ့အသက်ကိုဆွန့်လွတ်ပေးမှသူ့ရဲ့အသက်ကိုစတဲ့ခံပေးမှတင့်ကိုကဲတင်ခဲ့တာတခင်ယေရှုဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာဒီနေ့တင်သူသခင်ယေရှုလက်ခံယုံကြည်တယ်သူသခင်ယေရှုကိုတင်နှလုံးသားထဲမှာနေရာပေးတယ်ဆိုရင်သူ့အားဖြင့်တင်တယ်တာမှုမဖြတ်နိုင်တော့အောင်တာမှုရှိတော့သူဖြစ်လာတယ်အာမင်လူတွေကသူဘလို့ပဲမြင်လူတွေကသူဘလို့ပဲခေါ်ဘလို့ပဲအထင်သိနေပါစေတင်ဒီသခင်ယေရှုအဖြစ်တာမှုရှိတော့သူဖြစ်တယ်အာမင်နားလည်းနဲ့ဖွင့်ရတဲ့အားလုံးပြည့်စုံကောင်းချီးပေးပါစေအချင်းတွေအားလုံးကျွန်တော်တို့ချာမယ်လက်ထက်မှာပြန်လည်ပြီးအနန္တရအောင်worship တင်နေလာကြပါကျွန်တော်တို့ချာနာရတဲ့နှုတ်ကပတ်တော်တရားပထမအပိုင်းကဝိညာဉ်ပထမအပိုင်းဆရာမပြောတော်တဲ့အရာတွေကိုယုံကြည်နားလည်နိုင်ဖို့ရန်အတွက်ဝိညာဉ်တော်ဖခင်မျက်စိဖွင့်ပေးပါစေအာမင်ဒုတိယအပိုင်းကအင်မတန်မှကျွန်တော်ကြားချင်တဲ့ message ဖြစ်တယ်သင်ရဲ့ချီးမွမ်းခြင်းအတ္တတာကိုပူပြီးမှချီးမွမ်းခြင်းချီးမွမ်းခိုင်းတဲ့အရာကိုကျွန်တော်စနေနေ့မှာပြောတော့တယ်အဲ့ဒီအရာကိုအလေးထားပါလို့ဘုရားကျောင်းကိုမလာစီတဲ့သင်ရဲ့ကယ်တင်ရှင်ခရစ်တော်နဲ့ပူပြီးမှအချင်းသူ့ကိုပြီးစီခြင်းတဲ့အရာတွေသူ့ကိုပူပြီးမှတောင်းတစီတဲ့အရာကိုအလေးထားပါလို့ကျွန်တော်စနေနေ့မှာပြောထားတယ်ကျွန်တော်တော်အရန်ဒီနေ့မှာကျမ်းစာရတဲ့နှုတ်ကပတ်တော်ကကျွန်တော်တို့လူတကယ်ကျွန်တော်တို့လူချင်းလိုအပ်တဲ့ message ဖြစ်တယ်လို့ကျွန်တော်ခံယူပါတယ် hallelujah အရောက်စီတဲ့ကိုပြတဲ့ကောင်းချီးပေးပါစေအာမင်အခုချိန်မှာတင်းရဲ့အချီးမွမ်းချက်တဲ့တာကိုကြည့်ပါကျွန်တော်ခံလို့တယ်နူးထတယ်လို့ပြောကြတာပဲဒါပေမဲ့ကိုယ့်အသက်တာကိုကြည့်ကို prayer life ကိုပြန်စစ်ကြည့်အမှန်တမ်းကျွန်တော်စိုးရိမ်တဲ့အရာဆရာခုကပြောသွားတာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်းကျမ်းစာကျောင်းမှာ10 နှစ်ကျမ်းစာကျောင်းတက်ခဲ့တယ်10 နှစ်10 နှစ်20 နှစ်မဆိုင်ဘူးနှစ်30တက်ဒါပေမဲ့သင်ရဲ့ခရစ်တော်နဲ့သင်တည်ကျွမ်းတာကပိုပြီးမှအရေးကြီးတယ်ဟာလေလုယာအာမင်အခုသင်နဲ့အဲ့ဒီကယ်တင်ရှင်ရဲ့ဘယ်လောက်နေခဲ့လဲသူကိုဒီနေ့မှာသင်ဘယ်လောက်တန်ဖိုးထားခဲ့တယ်လဲဆိုတာအမှန်တမ်းအရေးကြီးတယ်ကျန်တဲ့ပုံကိုတွေကတော့ချက်30သူ့အကြောင်းဒီနှုတ်ကပတ်တော်တရားကိုသူတို့မသိလို့မဟုတ်ဘူးသိလွန်းလို့သူဖော်ပြထားတယ်ဆရာကဖော်ပြထားတယ်ဦးနောက်နဲ့ပဲကျမ်းစာကိုအတိတရားနဲ့ပဲ knowledge နဲ့ပဲမသိနဲ့ကျွန်တော်
နှလုံးသားကိုဘုရားကကြိုက်တာဖြစ်တယ်ဟာလေလုယာ အာမင် အကြောင်းဒီချိန်မှာအထူးသဖြင့်ကျွန်တော်လူငယ်တွေအတွက်အမတန်မှစိုးရင်တဲ့အရာဖြစ်တယ်။အော်အဖေအမေတွေကတော့ဘာမှမသိပါဘူး။အောက်တဲ့ဖြစ်တယ်ပြောချင်မှပြောမယ်။ဒါပေမဲ့သူအဖေအမေလောက်ကျွန်တော်တို့ယုံကြည်ခြင်းမှာဘယ်လောက်အားကြီးလဲဆိုတာကိုယ့်ကိုစမ်းစစ်ကြည့်နော်ကျွန်တော်အသင်းသားအားလုံးအတွက်ဒီနေ့အမတန်မှလိုအပ်တဲ့အရာကိုဆရာမဆရာနီစကားဆရာနီဖျားကဖွင့်ပြတယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟာလေလုယာအားလုံးအတူတကွမတ်ထားကြရအောင်အာမင်ဟာလေလုယာအဲ့ဒီတမန်တရားကိုကျွန်တော်ပြောင်းလဲလို့မရဘူးယေရှုကြောင့်ကျွန်တော်ဒီနေရာရောက်ရှိတာဖြစ်တယ်ဘုရားရဲ့မိသားစုဝင်တွေဖြစ်ရဖြစ်တာဖြစ်တယ်ဟာလေလုယာအလောကုရှမွန်ရရောရှမွန်မေဟာလေလုယာအာမင်ဟာလေလုယာအာမင်ရှမစွာကရှိနောခါဒုမြာမယပါ阿门，哈利路亚，期望加油，哈利路亚，阿门，嘿，啊。加油，阿门。为你安慰看不样，共不变尽量，阿门。阿天罗来呀，感情空气呀，哈利路亚。呀呀，呀，希望太高比，哈利路亚。哎，啊，哈利路亚。Swaga you know kandunya ya pai no pai ya ta shima swaga you know kandunya pai ya pai ya ta mya hallelujah shima swaga you know kandunya hallelujah Swaga juino kandunya hallelujah tenne chino pidi atuiro ne juino ko phiyata mya pidi hallelujah tambu ma phyat nai do phiyata mya pidi hallelujah juino ka
ကျွန်တော်တက်တာတီတီကိုစိတ်ကခြင်းနဲ့ကိုရောရဲ့ချီးတော်များကိုချီးမွမ်းကြရအောင်ဟာလေလုယာကိုရောဖာဘုရားကိုချီးကျူးတယ်နေဟာလေလုယာကျွန်တော်တို့တန်ဖို့မပြတ်နိုင်တော့သွေးတော်အပြင်စီမဆွာကကျွန်တော်တို့ကိုရွှေနှုတ်တော်အိုကျွန်တော်တို့ကိုကဲတင်တော်ကိုရောကိုချီးဆိုတယ်နေအိုမိတာတော်ကယုံနာတော်ဒီအာသမီတယောက်စီတဲ့တွင်လုံလောက်တော်ကိုရောကိုလုံလောက်တော်မူတော်ကိုရောကိုချီးဆိုတယ်အဘပြသခင်ကိုရောကိုချီးဆိုတယ်နေအရာရာတိုင်းမှာကိုရောရှင်ရဲ့ကောင်းခြင်းကိုရောရှင်ရဲ့ကယုဏတော်ကိုရောရှင်ရဲ့ကတိတော်ကိုရောရှင်ရဲ့တစ္ဆာတော်ကိုအရှင်မြတ်တည်တော်ကြောင့်ကိုရောကိုချီးဆိုတယ်နေဒီညနေမှာလည်းကိုရောဆရာမချင်းဆရာနေတားတော်ကိုမနှမျောပဲပြီးတော့ဖခင်ကဒီလောကမှာရှိတဲ့အရာအလုံးကိုတားတော်နဲ့တကွကျွန်တော်တို့ကိုပြီးတဲ့အကြောင်းကျွန်တော်တို့ယုံကြည်ပါ၏အဲ့ဒီအရာတွေကိုယုံကြည်ခြင်းယုံကြည်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းမျက်စိများကိုဖွင့်ပေးတော်မူပါအာမင်တယောက်စီတဲ့အတ္တတာ၌ဒီဂတိတော်တွေကိုယုံကြည်ဆွေးလန်းပြီးတော့စီစစ်နိုင်သောအခွင့်ကိုပေးသနာတော်မူပါအာမင်ဆရာကအပြင်ကျွန်တော်တို့ကြားနာရတဲ့နှုတ်ကပတ်တော်တရားတိုင်းကျွန်တော်တို့ရဲ့ကယ်တင်ပိုင်ရှင်ခရစ်တော်ရဲ့တန်ဖိုးကိုကျန်တဲ့ပုဂ္ဂိုလ်တွေကကျက်30တန်ဖိုးဖြစ်တယ်လို့မဟုတ်ပဲနဲ့တန်ဖိုးမဖြစ်နိုင်တဲ့အသွေးတော်အပြင်ကျွန်တော်တို့ကိုကယ်တင်ရွေးနှုတ်တဲ့အတွက်ကြောင့်တယောက်စီတည်းရဲ့အသက်တာဒီတန်ဖိုးရှိတော့အသက်တာဖြစ်ကြောင်းကိုယုံကြည်လက်ခံနိုင်တော့အခွင့်ကိုပေးသနာတော်မူပါအာမင်တယောက်စီတည်းရဲ့အသက်တာဒီအသွေးတော်ရဲ့တန်ဖိုးနဲ့အသွေးတော်နဲ့ရွေးဝေတဲ့ဖြစ်တဲ့အားလျော်စွာအမှန်တန်ဖိုးရှိတဲ့အသက်တာတန်ဖိုးမဖြစ်နိုင်တော့အသက်တာပိုင်ဆိုင်တဲ့အကြောင်းကိုတယောက်ရှိတဲ့အသက်တာ၌လက်ခံနိုင်တော့အခွင့်ကိုပေးတော်မူပါအာမင်ကျွန်တော်တို့အသက်တာတည်နိုင်လေဘူဘီမှချီးမွမ်းနိုင်တော့အခွင့်ဘူဘီမှကူကွယ်နိုင်တော့အခွင့်အာမင်ကျွန်တော်တို့အတွက်ကားတိုင်းပေါ်မှာအသက်ပြီးတော့ကိုရောအတွက်နိရှတက်တာ၌သူ့အတွက်အသက်ရှင်နိုင်သောအခွင့်ကိုပေးတော်မူပါအာမင်အရာကိုသူ့အတွက်ဆုံးနိုင်တော့ပြီးကနိုင်တော့အခွင့်ကိုလည်းကိုရောပေးတော်မူပါအာမင်ကြီးရတော်ပေါင်းကိုရည်တွက်ချီးမွမ်းရင်းနဲ့ကယ်တင်ပိုင်ရှင်ခရစ်တော်နာမကိုမြည်ပြု၍ဆုတောင်းစိတ်ကအနာမမြတ်စွာဘုရားသခင်အာမင်အာမင်